ကိုလေ့လာသုံးသပ်ခြင်းအကြောင်းတရားဒေသနာတော်ဘုရားမြတ်စွာဤမဟာကရုဏာကုံအာယုပြုကတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ကိုလေ့လာသုံးသပ်ခြင်းရုပ်အကြောင်းကိုလေ့လာခဲ့ကြပြီရုပ်အကြောင်းကိုလေ့လာပြီးတဲ့အခါကျတော့စိတ်နဲ့စေတသိက်ပေါင်းဖွဲ့ထားတဲ့နာမ်အကြောင်းကိုလည်းပဲလေ့လာပြီးခဲ့ကြပြီဒီကနေ့နံတရားတွေတဲကစိတ်ကိုသီးသန့်ထုံနှုံပြီးတော့လေ့လာသုံးသပ်ကြည့်ကြရအောင်စိတ်အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်စေတသိက်ကလည်းပဲပါလာတယ်သို့တော့စေတသိက်အကြောင်းတွေကိုနောက်ရများမှာသီးသန့်ပြောမှာဖြစ်ပါမှန်ပါဗျာဒီကနေ့သီးသန့်စိတ်ကလေးကိုပဲလေ့လာသုံးသပ်ကြည့်ကြရအောင်ဒီကနေ့ပြောတဲ့စိတ်ဆိုတဲ့ထဲမှာစေတသိက်တွေမပါသေးဘူးလို့ဒီလိုမှတ်အဲ့တော့လူတွေပြောနေကြတဲ့စိတ်လို့ဆိုတဲ့ထဲမှာတော့စိတ်ရောစေတသိက်ရောနှမျိုးစိတ်မချမ်းသာဘူးလို့ပြောတာစိတ်တတ္တကချမ်းသာတယ်မချမ်းသာဘူးမရှိဘူးစေတသိက်နဲ့တွဲမှစိတ်ချမ်းသာတယ်စိတ်မချမ်းသာဘူးလို့ပြောလို့ရတယ်မှန်ပါပါဗျာစိတ်ပျော်တယ်စိတ်မပျော်ဘူးအဲ့ဒီစကားဟာလည်းပျော်တဲ့စိတ်မပျော်တဲ့စိတ်ဆိုတာစိတ်တတ္တကပျော်တာလည်းမရှိဘူးမပျော်တာလည်းမရှိဘူးသဘာဝစိတ်လေးမှာစေတသိက်တွေနဲ့တွဲတဲ့အခါကျတော့မှပျော်တယ်မပျော်ဘူးဆိုတာဖြစ်တယ်လို့ဒီလိုမှတ်ရဒီကနေ့တော့စိတ်ကလေးတစ်ခုရဲ့အကြောင်းကိုပြောအောင်စိတ်ဆိုတဲ့သဘာဝတရားလေးဟာနာမ်ထဲမှာတော့သူကမူလပဓာနာအဓိကကြတယ်စေတသိက်တွေရဲ့ဥဆောင်ဥယျာဉ်ဖြစ်တယ်ဒါကြောင့်မို့သုတ်တံပါဠိတော်တွေထဲမှာဓမ္မပဒဂါထာကမနောပုပ္ပင်္ဂမဓမ္မ
ခံစားမှုမှတ်သားမှုစိတ်ဆော်မှုဆိုတဲ့တဘာဝတရားတွေထဲမှာစိတ်ဟာရှေ့ကဆောင်းနေပါတယ်လို့ဘုရားမြတ်စွာကဒီလိုခေါ်တယ်မှန်ပါပါစိတ်ကရှေ့ဆောင်းနေတယ်ဆိုတာစိတ်ဖြစ်မှစေတသိက်တွေဖြစ်လာတယ်စိတ်မဖြစ်ရင်စေတသိက်တွေမဖြစ်ဘူးဖြစ်တဲ့အခါမှာတော့တူတူပဲဖြစ်ကြတယ်ဒါမို့အတူတကွဖြစ်တယ်အတူတကွချုပ်တယ်အာယုန်တစ်ခုတည်းကိုစုပြီးတော့အာယုန်ပြုကြတယ်မိယာဝတ္ထုကလည်းတစ်ခုတည်းပဲဆိုလိုတာကစိတ်နဲ့စေတသိက်ဟာတစ်ခုအနေနဲ့ဖွဲ့စည်းထားတယ်တဲ့ဆိုပါစို့ရုပ်၈ခုဆိုတာဟာတစုထဲမှာရုပ်၈ခုအပေါင်း၉ခုအပေါင်း10ခုအပေါင်းဆိုတာလိုပဲစိတ်မှလည်းပဲအ ਨੇ ဆုံး၈ခုပေါင်းထားတယ်စေတသိက်9ခုနဲ့စိတ်တစ်ခုဒါကဖြစ်စဉ်မှာအဲ့ဒါလိုသွားမယ်ဒီကနေ့စိတ်တစ်ခုဆိုတာရဲ့အကြောင်းကိုပြောပါစိတ်ကိုခွဲခြားစိတ်ပြန်လိုက်တဲ့အခါအဘိဓမ္မာတရားတော်ရစိတ်ဟာ89မျိုးရှိတယ်89မျိုးဆိုတာရှိနိုင်တာကိုပြောတာလူတွေရဲ့နေ့စဉ်ဘဝမှာရှိနေတာကိုပြောတာမဟုတ်ဘူးရှိနိုင်တာကိုပြောတယ်ဘုန်းကြီးတို့နေ့စဉ်ဘဝမှာဆိုရင်89မဖြစ်ဘူးလူတိုင်းမှာလည်း89မဖြစ်ဘူး89ဆိုတာမွေးရပါတွေမဟုတ်ဘူးတဲ့နော်မှန်ပါပါအဲ့ဒီ89ကိုပဲစိတ်တစ်ခုရုပ်90လို့ခေါ်တာမှန်ပါပါတစ်ခုရောနေတဲ့90 89ဇန်တရားတွေနဲ့မြောက်ပွားလိုက်တဲ့အခါကျတော့လောကုတ္တရာစိတ်ဟာအကျယ်ဖြစ်ထမှု121တဲ့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တိုင်းဟာရှေးဥစွာစိတ်89အကျယ်121ဆိုတာကြာဘူးနာဝရှိနေကြပြီလားမှန်ပါပါသို့တော်ဒီကနေ့လေ့လာရမှာကအဲ့ဒီဗိဓမာထသင်္ဃာကျမ်းလာစိတ်ပိုင်းမှာပြဆိုထားတဲ့အစဉ်နဲ့မပြောဘဲနဲ့လူတွေရဲ့တဏ္ဍာမှာဘယ်ပုံပဲနည်းဖြစ်လာတယ်ဆိုတာကိုမြင်ဖို့ဘုန်းကြီးတော့ပြောပါမှန်ပါပါကျမ်းစာထဲမှာတော့မှတ်တမ်းတင်ထားတဲ့အနေနဲ့ရေးသားထားတာစုံစုံစီစီရေးသားထားရတာနော်မှန်ပါပါကျမ်းစာထဲကအစဉ်နဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အစဉ်ကတစ်မျိုးစီပဲကျမ်းစာထဲကအစဉ်ကိုဒေသနကမလို့ခေါ်တယ်ဟောပြောတဲ့အစဉ်ခေါင်းစဉ်နဲ့ဟောသွားတာဖြစ်စဉ်မဟုတ်ဘူးအစဉ်ဆိုတာ2မျိုးရှိတယ်ဟောပြောတဲ့အစဉ်လားဖြစ်စဉ်လားကျမ်းစာထဲမှာဖော်ပြထားတာကဟောပြောတဲ့အစဉ်အနေနဲ့သာဖော်ပြတာလူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့ဖြစ်စဉ်နဲ့ပြောတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လူတွေရဲ့တဏ္ဍာမှာစိတ်ဆိုတာဘယ်တော့ကစပြီးဒီဘဝတာတစ်ခုပေါ့လေဒီတဘဝမှာအစဆုံးစိတ်ကဘယ်စိတ်လဲဘယ်စိတ်မှာအဆုံးသတ်မလဲအဲ့ဒီစိတ်ရဲ့အမျိုးအစားကဘယ်လိုစိတ်လဲလူတွေမှာအခြေခံစိတ်ကဘယ်နှခုရှိသလဲဖြစ်ပေါ်လာတဲ့စိတ်တွေကဘယ်နှခုရှိသလဲဆိုတာကိုဆိုင်ရာအကြောင်းလေးတွေကိုကြည့်ပြီးတော့စိတ်တာနုပဒနာသဘောမျိုးကိုယ်စိတ်ကလေးကိုကိုသိတော့အောင်ဒီကနေ့ဟောရနော်မှန်ပါပါဗျဒါမပြောရင်တစ်ခုမှတ်ထားဖို့ရကဘဝတန်တရားမှာစိတ်အစဉ်ဟာပြတ်တောက်သွားတယ်ဆိုတာမရှိသလောက်ရှားတယ်မရှိဘူးလို့ပြောနိုင်တယ်အကြာကြီးပြတ်တောက်သွားတဲ့အခါမှာလုံးဝမရှိဘူးလားလို့ပြောလို့ရှိရင်ပုဂ္ဂိုလ်2ဦးမှာတော့ရှိနိုင်တယ်လို့ဒီလိုပြောရမှာပေါ့နော်မှန်ပါပါဗျာစိတ်အစဉ်ပြတ်တောက်သွားပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကတာမန်ပုဂ္ဂိုလ်တရားအနေနဲ့ပြောမှဆိုလို့ရှိရင်ဇန်တရားကိုအားထုတ်ပြီးတော့စိတ်ကိုမုန်းတီးယွန်ရှာမုန်းတီးတယ်ဆိုတာဒေါသနဲ့မုန်းတာမဟုတ်ဘူးစိတ်ကိုမလိုချင်တာမှန်ပါပါစိတ်ရဲ့အပြစ်တွေကိုမြင်တာဆိုပါစို့ဇန်တရားအထုတ်လို့ तू ကစရုဒ္ဓဇံအဆင့်လောက်ထိအောင်ရောက်သွားတယ်အဲ့ဒီရောက်သွားတဲ့ပုဂ္ဂိုလ်က
ပိစကနီးနဲ့ဆိုရင်ပင်စမေဇံပေါ့နော်ဇံ 4 မျိုးနီးနဲ့ဆိုရင်စတုထဇံစတုထဇံပင်စမေဇံအဆင့်ရောက်သွားတဲ့အခါမှာအဲ့ဒီဇံရပုဂ္ဂိုလ်ကြီးကဘလို့တွေးတုံဆိုရင်အေးစားကြနာလဲဒီစိတ်ပဲအိတ်ချင်တာလဲဒီစိတ်ပဲစိတ်ကအိတ်ချင်လို့လိုက်အိတ်နေရတယ်စိတ်ကစားချင်လို့လိုက်စားနေရတယ်စိတ်မရှိရင်သိကောင်းမှာပဲဆိုတဲ့အတွေးဝင်သွားတယ်အတွေးဝင်သွားတော့သူ့ရဲ့တမာတိစွမ်းအားကအလွန်ကောင်းတယ်သူကုသိုလ်ကံကအလွန်ထက်တယ်သူ့ရဲ့စိတ်ဆန္ဒဟာပြည့်လိုတရဆိုတာအဲ့ဒီကြမှာနော်မှန်ပါပါဘုရားတိုင်လေးထုံးုံနဲ့တော့လိုတရအောင်မှမဟုတ်သေးဘူးအဲ့ဒီမှာတကယ်ကိုသူကဒီစိတ်ဖြစ်မလာရင်ကောင်းမှာပဲဆိုတဲ့သူ့ရဲ့ဆန္ဒဟာဒီဘဝကကွယ်လွန်အိဋ္ဌရောက်သွားလို့ဇန်စိတ်နဲ့ကွယ်လွန်အိဋ္ဌရောက်သွားတဲ့အခါမှာအတင်ညတတ္တအတင်ညတတ္တစိတ်မဲ့တတ္တဝါဆိုတဲ့ပြမာကြီးသွားဖြစ်တယ်မှန်လားပါဗျာဒီဘဝကထိုင်ရသေးရင်ဟိုဘဝမှာထိုင်ရဒီဘဝအိပ်ရသေးရင်ဟိုဘဝမှာအိပ်ရရုပ်တုကြီးလိုပဲဘယ်လောက်ကြာကဘာ900ကြာမယ်တဲ့အဲ့ဒီမှာအတင်ညတဘုံဆိုတာအဲ့ဒီလိုပြမာမျိုးဖြစ်နေရင်တော့စိတ်ဟာပြတ်တောက်သွားတယ်လို့ပြောရမှာမှန်ပါပါဗျာပြတ်တောက်သွားတယ်ဆိုတာယာယီရဆိုင်ထားတယ်လို့ပဲပြောရမှာဘာဖြစ်လို့ပြတ်တောက်သွားတယ်လဲဆိုလို့ရှိရင် condition ဆိုတဲ့အကြောင်းတရားတွေကြောင့်ပေါ့စိတ်ဖြစ်เสียအကြောင်းတရားတွေကိုခိတ္တရဆိုင်ပြလိုက်တယ် stop လုပ်လိုက်တာပေါ့ဗျာဟုတ်ကဲ့ stop လုပ်လိုက်တဲ့အခါကျတော့ဒီစိတ်လေးကရပ်သွားတယ်ရုပ်တည်ကြီးပဲသွားတယ်စိတ်ဖြစ်เสียအကြောင်းမရှိတော့စိတ်ကရပ်ဒါပေမဲ့ဒီ stop လုပ်တာရာသက်ပံလားလို့ဆိုမဟုတ်ဘူးအတိုင်းအတာတစ်ခုနဲ့လုပ်ထားတာဘဝ900ပြည့်လို့တက်တန်းကုန်တာနဲ့တပြိုင်တည်းဒါပြန်ပေါ်လာမှာဘာလို့ပြန်ပေါ် condition ပြန်ပေါ်လာအကြောင်းတရားကပြန်ပေါ်လာလုံးဝရဆိုင်ပြည့်လို့တော့မရဘူးတဲ့အဲ့ဒီဘုံဘဝမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတော့စိတ်အစဉ်ပြတ်တောက်သွားတယ်လို့ပြောလို့ရတယ်မှန်ပါပါဒါကြောင့်လို့တမဘဝင်စားတဲ့ပုဂ္ဂိုလ်တွေအဘိညာဉ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေဟာဘုရားသာသနာလို့အတွေ့အကြုံမရှိဘူးဆိုလို့ရှိရင်ငါဘယ်ဘဝလာတာပါလိမ့်ဆိုပြီးတော့အတိတ်ဘဝတွေကိုပြန်ပြီးတော့ရှောက်ကြည့်တယ် trace လုပ်ကြည့်တယ်ပေါ့အတိတ်ကဘဝတွေကိုပြန်ပြီးတော့နောက်ကျောင်းပြန်ကြည့်လိုက်တာဘဝပေါင်းမြောက်များစွာသွားပြီးတော့တွေ့ပြီးနောက်ပြတ်ပြီးတော့ကွက်လက်ကြီးဖြစ်သွားတဲ့ဘဝတစ်ခုသွားတွေ့တယ်မှန်လားပါစိတ်လုံးဝရှာမတွေ့တော့တဲ့ဘဝကြီးတစ်ခုတွေ့တဲ့အခါကျတော့ဘုရားရဲ့အဆုံးအမရတဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်လိုတွေးမိတုံးဆိုရင်ငါကအဲ့ဒီကြမှာတတ္တဝါရဲ့လို့ဖြစ်လာတာဟိုဘက်တုန်းကငါမရှိသေးဘူးဒါငါရဲ့တန်တရာအစပဲလို့ဆိုတဲ့အယူဝါဒတစ်ခုပေါ်သွားတယ်မှန်လားပါဗျာဘာဖြစ်လို့လဲဆိုရင်သူကသူမဆုံးဖြတ်နိုင်ဒီကွက်လက်ကြီးကိုမြင်လိုက်တဲ့အခါကျငါဟိုဘဝတုန်းကမရှိခဲ့ဘူးနောက်မှငါဖြစ်လာတာတခုကဖန်ဆင်းလို့ငါဖြစ်လာတာနေမှာပဲဆိုအတွေးတွေဝင်သွားတယ်အဲ့ဒီမှာဘုရားမြတ်စွာသာသနာမှာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဒါအတင်ညတဘုံငါရောက်သွားတာပဲဖြစ်မယ်လို့ဒီလိုတွက်နိုင်တယ်ဟုတ်ကဲ့လားအဲ့ဒီလိုတွက်ပြီးတော့ဟိုဘက်ကိုဆက်စဉ်းစားလိုက်တဲ့အခါကျတော့အဲ့ဒီ gap ဖြစ်နေတာကြီးကိုဟိုဘက်ကိုကူးကြော်လိုက်တဲ့အခါကျတခါပြန်တွေ့ပြန်တယ်သူကကြားထဲမှာgap ဖြစ်နေတာပေါ့နော်မှန်ပါပါဟာလာကြီးဖြစ်နေတယ်အဲ့ဒါအတင်ညတဘုံလို့သူကဆုံးဖြတ်နိုင်တယ်ပေါ့ဘုရားသာသနာမှာရှိတဲ့ပုဂ္ဂိုလ်တွေခြားအခြားဘာသာမှာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ဒါမဆုံးဖြတ်နိုင်တော့ဘူးမိစ္ဆာအယူဝါဒတစ်ခုကိုယူမိသွားတတ်တယ်နောက်ပုဂ္ဂိုလ်တစ်ဦးကဘယ်သူတုံးလို့ဆိုလို့ရှိရင်အနာဂံနဲ့ယဟန္တာအဲ့ဒီအနာဂံယဟန္တာဟာစိတ်ကိုခိတ္တခဏရပ်ဆိုင်တဲ့និရောဓသမဘတ်ကိုဝင်စားလိုက်မယ်ဆိုလို့ရှိရင်တော့လေ9 ရက်လောက်ဒီစိတ်အစဉ်လေးဟာပြတ်တောက်သွားနိုင်တယ်တဲ့သို့တော့9 ရက်တည်းကြော်ပြီးတော့ဝင်စားလိမ့်မရှိဘူးဘာဖြစ်လို့ဝင်စားလိမ့်မရှိသလဲဆိုလို့ရှိရင်လူတွေရဲ့အသက်
ပြောကြတယ်မို့လားထမင်းအသက်9ရက်ဆိုတာလေမှန်ပါပါဗျာတဘာဝတည်နေတာသေတာမသေးတာအသာထားသူထိန်းနိုင်တဲ့အရက်က9ရက်ပဲရှိတယ်ပေါ့မှန်ပါပါဗျာဟိုဘဝတော့ဒီ9ရက်ကကြော်လို့သေခြင်းမတော့သေမှာပေါ့လေသေတာကိုပြောတာမဟုတ်ဘူးเนาะမှန်ပါပါဗျာခန္ဓာကိုယ်ကိုထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့အစာအာဟာရရဲ့စွမ်းရည်တတ္တိဟာ9ရက်ကျတော့ကုံသွားပြီလို့ဆိုလို့တယ်ရှေ့ကိုဆက်ထိန်းတာကဒီအာဟာရမထိန်းနိုင်တော့ဘူးလို့ပြောတာเนาะမှန်ပါပါဗျာအဲ့ဒီဆက်မထိန်းနိုင်တဲ့ဘက်ကိုဆက်တိုးသွားနေလို့ရှိရင်ကိုယ့်ကိုညှင်းဆဲရရောက်တယ်ဒါကြောင့်မလို့និရောဓသမဘဝင်စားတဲ့အခါမှာ9ရက်ပဲဝင်စားတယ်မှန်ပါပါဗျာ9ရက်တည်းပို့ပြီးတော့ဝင်စားလိမ့်မရှိကြဘူးစိတ်ကိုဖြတ်တောက်ပလိုက်တာခိတ္တခဏဖြတ်တောက်ထားလိုက်တာစိတ်ဆိုင်ရာတွေအကုန်လုံးဖြတ်တောက်သွားတဲ့အချိန်မှာစိတ်လည်းမပေါ်လာတော့ဘူးစေတသိက်လည်းမပေါ်လာတော့ဘူးစိတ်ကြောင့်ဖြစ်တဲ့ရုပ်တရားတွေဆိုတာလည်းရာဆိုင်သွားတယ်ဘာပဲခြံတော့ဆိုတော့အတိတ်ဘဝကကံရဲ့စွမ်းအားတွေနဲ့ကမ္မဇာယုတ်တွေတော့လဲပတ်နေသေးတယ်တဲ့ဥဒုရဲ့စွမ်းအားနဲ့ဥဒုဇာယုတ်တွေလဲပတ်နေသေးတယ်တဲ့မဝင်စားခင်ကစားထားတဲ့အာဟာရရဲ့အစွမ်းအားကြောင့်အာဟာရဇာယုတ်တွေတော့ဖြစ်နေသေးတယ်တဲ့ဟောဒီအချိန်မှာစိတ်ဟာပြတ်တောက်သွားတာဒီနှစ်ခုလို့ဒီလိုပြောနိုင်တယ်ပေါ့နော်မှန်ပါပါဗျာဒီပြင်အချိန်မှာဆိုရင်စိတ်ဟာပြတ်တောက်သွားတာမရှိဘူးတန်တရားထဲမှာရှေ့စိတ်ချုပ်ရင်နောက်စိတ်ဖြစ်တယ်ဒီတိုင်းနဲ့သွားနေတာဘဝတန်တရားမှာဘယ်ကစားခဲ့တယ်လို့ပြောလို့မရတော့အောင်အလွန်ရှည်ကြတယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကအနတ်မတက်ခေါ်ရန်တန်တာရောတဲ့ဖြစ်လိုက်အိုလိုက်နာလိုက်သေလိုက်ဆိုတဲ့ဒီဖြစ်စဉ်ကြီးတစ်ခုဟာအနတ်မတက်ခေါ်ဘယ်ကစားခဲ့တာတုံးလို့ရှေ့ကိုဆက်ပြီးတော့တွေးမယ်ဆိုလို့ရှိရင်ဘယ်တော့မှလမ်းဆုံးမရောက်ဘူးလို့ပြောတာမှန်ပါပါအနုအမတအကစကလုံးရဲ့အဓိပ္ပာယ်ကိုတနည်းဖွင့်ဆိုတာကအနုအသိဉာဏ်နဲ့နောက်ကြောင်းပြန်ပြီးတော့လှည့်လိုက်လို့ရှိရင်တဲ့အမတမသိနိုင်တဲ့အကအစရှိတယ်ဒါကိုအနမတက်လို့ခေါ်တာเนาะမှန်ပါပါဗျာအနမတက်ကအနုအမတအခဆိုတဲ့ဒီစကလုံးသုံးလုံးကိုပေါင်းထားတာအနုနောက်ကြောင်းပြန်လိုက်တဲ့အခါမှာအဘတမသိနိုင်တဲ့အကအစတဲ့အစကိုမသိနိုင်ဘူးလို့ပြောတာမသိနိုင်ဘူးဆိုတာနဲ့မရှိဘူးဆိုတာနဲ့မတူဘူးเนาะမှန်ပါပါဗျာဒါလေးလည်းသတိထားဖို့မသိဘူးပြောတာလားမရှိဘူးပြောတာလားဟောလားမသိနိုင်ဘူးပြောတာလိုက်နောက်ကြောင်းပြန်ရှားနေလို့ရှိရင်မဆုံးနိုင်တော့ပါဘူးလို့ဆိုတာမျိုးလိုပဲဟုတ်ကဲ့လားမှန်ပါပါဗျာမဆုံးနိုင်တော့ဘူးနောက်တနည်းကနာအမတအကအနမတက်ကအစကိုမသိနိုင်ဘူးလို့ဒီလိုပြောတာမြတ်စွာဘုရားဟောထားတဲ့အနမတက်ကတန်တရားရဲ့အစမသိနိုင်ဘူးဘာဖြစ်လို့မသိနိုင်တာတော့ဆိုရှည်ခြင်းတိုင်းရှည်လို့မသိတာလို့ပြောမှန်ပါပါဗျာသိရှိကြတဲ့အချိန်ကနေဖြစ်လို့ရှိရင်လူတွေပြောကြတယ်မို့လားဟိုးရှည်တုန်းကပဲဘယ်လောက်ရှည်တာတုန်းလို့မေးရင်တော့ပြောနိုင်မှာမဟုတ်ဘူးเนาะအဲ့တော့ဒီလိုမသိနိုင်တဲ့အစတွေကဖြစ်လာတဲ့စိတ်အစဉ်ကြီးဟာတခုပြီးတခုဖြစ်တခုပြီးတခုပြည့်နဲ့အဲ့ဒီလိုလာခဲ့တာဆုံးကိုမဆုံးနိုင်ဘူးတဲ့ကဲကောင်းပြီဒီတဘဝနဲ့ပြောကြရအောင်ဒီဘဝရဲ့လူသားတွေအနေနဲ့ပြောမယ်ဆိုရင်ဒီဘဝရဲ့အရင်ဘဝရဲ့နောက်ဆုံးစိတ်ဒီသုတိစိတ်လို့ဒီလိုသတ်မှတ်မှန်ပါပါဗျာကဲဒီဘဝမှာဘယ်စိတ်ကစတော့ဆိုပရိသေစိတ်ကစလူသားတွေအတွက်နဲ့ပရိသေစိတ်ဆိုတာဘာစိတ်လဲလို့ဆိုအကျိုးစိတ်ဝိဘက်စိတ်လို့ခေါ်တယ်ဝိဘက်ဆိုတာဝိဆိုတာမတူထူးခြားတဲ့ကုသိုလ်အကုသိုလ်တို့ရဲ့ပါကအကျိုးလို့ဒီလိုပြောတာမှန်ပါပါဝိသဘာဝလက္ခဏာချင်းကွဲပြားခြားနားတဲ့သဘာဝချင်းမတူတဲ့ကုသိုလ်အကုသိုလ်တွေရဲ့ပါကအကျိုးတရားအဲ့ဒါကိုဘာသာမပြန်မဲနဲ့ဝိဘက်စိတ်လို့ပြောလိုက်တယ်လူတွေရဲ့တဏ္ဍာမှာအဲ့ဒီအကျိုးပေါ်နေတဲ့စိတ်တွေရှိတယ်တဲ့အကျိုးဆိုတာဘု து ရဲ့အကျိုးတုံးဆိုအတိတ်ဘဝကကံတစ်ခုရဲ့အကျိုးကံပေါင်းမြောက်များစွာရှိတဲ့ထဲကကံတစ်ခုခုရဲ့အကျိုးအဲ့ဒီအကျိုးအနေနဲ့ဒီဘဝမှာပထမဆုံးပေါ်လာတဲ့စိတ်လေးကိုပရိသေစိတ်လို့ခေါ်တယ်ကဲလူသားတွေရဲ့ပရိသေစိတ်ဟာ
အကျဉ်းအားဖြင့်နှမျိုးပြောရအောင်အတိညာဏ်ပါတဲ့ပရိသေစိတ်နဲ့အတိညာဏ်မပါတဲ့ပရိသေစိတ်လို့ဒီလိုနှမျိုးခွဲလို့ရတယ်စာပေလိုပြောရင်ညာဏတံပယုတ်ညာဏဝိပယုတ်ပေါ့နော်မှန်ပါပါဗျာညာဏတံပယုတ်ဆိုတာအတိညာဏ်ပါတဲ့ပရိသေစိတ်ညာဏဝိပယုတ်ဆိုတာအတိညာဏ်မပါတဲ့ပရိသေစိတ်အဲ့ဒါကိုအဘိဓမ္မတသင်္ဃာလေးလာတဲ့အလူတွေနဲ့ပြောမယ်ဆိုရင်မဟာဝိပဿစိတ်၈ခုပေါ့အတိညာဏ်ပါတဲ့ပရိသေစိတ်ကအတိညာဏ်ပါတဲ့ဝိပဿစိတ်က၄ခုအတိညာဏ်မပါတာက၄ခုပေါင်းလိုက်တော့၈ခုဖြစ်တယ်မှန်ပါပါအဲ့တော့လူသားတစ်ယောက်တာမန်အခြေခံတဲ့လူသားတစ်ယောက်အကျမ်းမြင်အပြင်ပြောမယ်ဆိုရင်မဟာဝိပဿစိတ်၈ခုတည်းကတစ်ခုခုနဲ့ပရိသေနေလာကြတယ်လို့ပြောရမှာမှန်ပါပါဗျာလူစင်မမီတဲ့ပုဂ္ဂိုလ်တယောက်ကိုပြောမယ်ဆိုလို့ရှိရင်ကတော့ဒီတဲ့နှိမ့်ကြတဲ့ဝိပဿစိတ်တစ်ခုရှိသေးတယ်အဲ့ဒါကဥပိ္ပခတန္တိရဏစိတ်လို့ခေါ်တယ်နော်မှန်ပါပါစကားလုံးတွေကတော့တစ်ခါတည်းဒီအဘိဓမ္မာစကားလုံးတွေကကြာဘူးနာဝမရှိတဲ့ပုဂ္ဂိုလ်သို့မဟုတ်ပါဠိဘာသာနဲ့ဝေးနေရင်တော့နည်းနည်းလေးအခက်ခဲရှိကောင်းရှိလိမ့်မယ်သို့တော့နာမည်လေးတော့မှတ်ထားဖို့တန္တိရဏဥပိ္ပခတန္တိရဏကုသလဝိပဿစိတ်လို့ခေါ်တယ်မှန်ပါပါကုသလဝိပဿဆိုတာကုသိုလ်ရဲ့အကျိုးကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ဥပိ္ပခတန္တိရဏစိတ်တဲ့အဲ့ဒါကဘယ်လိုပုဂ္ဂိုလ်တွေတုံးဆိုလူဘဝမှာလူစင်မမီပဲနဲ့ဖြစ်လာတယ်တရေကပဲမျက်စိပါမလာတဲ့ပုဂ္ဂိုလ်ဆွမ်းအားနာမကြဖြစ်လာတဲ့ပုဂ္ဂိုလ်မျိုးမှန်ပါပါဗျာတခါတည်းအမိဝမ်းထဲမှာမျက်စိပါပြီးမှပြက်သွားတဲ့ပုဂ္ဂိုလ်ရှိသေးတယ်နားကြားပြီးမှတခုခုကြောင့်ပိုးကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်တခုခုကြောင့်နားပြန်ပြက်စီးသွားတဲ့ပုဂ္ဂိုလ်အဲ့ဒါမျိုးကြတော့ဒီပရိသေမဟုတ်ဘူးနော်မှန်ပါပါဗျာခုနကနားဖြစ်နိုင်လောက်အောင်မျက်စိပါလောက်အောင်ကုသိုလ်ကအာမကောင်းသည့်အတွက်ကြောင့်သူ့ရဲ့အကျိုးကလည်းခန့်ညံ့ညံ့ဥပမာဆိုတော့ပဲစိလေးတွေဆိုတော့ပဲပင်ကသီးတဲ့ပဲစိဟာအောင်တဲ့ပဲစိရှိတယ်လို့မအောင်တဲ့ပဲစိရောမရှိဘူးလားရှိပါတယ်ဗျာမျိုးစေ့တွေလိုက်ကြည့်မအောင်လို့ရှိရင်ရှုံတုံတုံလေးဖြစ်တယ်နော်မှန်ပါပါဗျာသို့မဟုတ်ပိုးချနေတဲ့ပဲစိလေးလည်းဖြစ်နိုင်တယ်မှန်ပါပါဗျာအဲ့ဒါမျိုးလိုပဲကုသိုလ်ကံစွမ်းအားမကောင်းဘူးဆိုလို့ရှိရင်ရလာတဲ့မျိုးစေ့လေးနဲ့တူတဲ့ဝိပဿစိတ်ဟာတခါတလေအောင်မြင်မဖြစ်ဘူးမအောင်မြင်ဘူးလို့ပြောရမအောင်မြင်လို့ရှိရင်ပြီးပြင်းဖြစ်မလာဘူးဖြစ်နိုင်ပါဗျာအောင်မြင်တဲ့မျိုးစေ့ကြမှာပြီးပြင်းဖြစ်လာတယ်မှန်ပါပါဗျာလူချင်းတူပေမဲ့လို့အတိညာဏ်ပါတဲ့သရေစိတ်က၄ခုအတိညာဏ်မပါတဲ့သရေစိတ်ကအဲ့ဒါပါထည့်လိုက်မယ်ဆိုရင်၅ခု၉ခုရှိတယ်လို့မှန်မှန်ပါပါဗျာတာမန်လူသားတွေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့မာဝိပဿစိတ်၈ခုပဲပြောကြပါစို့နော်မှန်ပါပါဗျာတာမန်လူသားတွေအတိညာဏ်ပါတဲ့လူအတိညာဏ်မပါတဲ့သရေအဲ့ဒီထဲမှာလည်းပဲအတိညာဏ်ပါတဲ့၄ခုတည်းကနံပါတ်1လားနံပါတ်2လားနံပါတ်3လားနံပါတ်4လားရှိသေးတယ်ကွဲပြားခြားနားမှုစိတ်ရဲ့စွမ်းအားတွေတူနဲ့တူမတူဘူးမှန်ပါပါဗျာဥပမာဆိုတော့ပထမသဘောပေါက်အောင်မဟာဝိပဿစိတ်၈ခုဆိုတာကိုပြောကြည့်အောင်မဟာဝိပဿစိတ်၈ခုဘယ်ပုံဘယ်နည်းခွဲတာတုံးလို့မေးကြည့်မယ်ဆိုရင်အကျမ်းကြီးပို့ပြီးတော့ရှင်းပြီးအောင်ပြောရမယ်ဆိုရင်အတိညာဏ်ပါမပါဒီနှစ်ခုကိုအရင်မှတ်လိုက်အတိညာဏ်ပါမပါဒီနှစ်ခုကိုမှတ်တာတချို့စိတ်ကအတိညာဏ်ပါတယ်တချို့စိတ်ကအတိညာဏ်မပါဘူးဆိုတော့အတိညာဏ်ပါမပါဟောနှစ်ခုမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီနှစ်ခုမှာခံစားချက်နဲ့ထပ်ခွဲလိုက်အတိညာဏ်ပါတဲ့စိတ်မှာလည်းပဲဟုတ်လားဒီဝမ်းသာတဲ့ခံစားချက်ရှိတယ်ဝမ်းသာမှုမပီပြင်တဲ့ခံစားချက်ရှိတယ်အတိညာဏ်ပါတာလဲထို့တူပဲဝမ်းသာမှုရှိမရှိနှစ်ခုနဲ့တွဲလိုက်မယ်ခေါင်းကအတိညာဏ်ပါမပါနှစ်ခုကိုဝမ်းသာမှုထင်ရှားတာမထင်ရှားတာနှစ်ခုနဲ့စာလို့ပြောရင်သောမနတဥပိ္ပခဒီနှစ်ခုနဲ့မြောက်လိုက်မယ်နှစ်ကိုနှစ်နဲ့မြောက်တော့ဘယ်လောက်ရသွား၄ရသွားတယ်အဲ့ဒီ၄ကိုမှတစ်ခါထပ်မှတ်လိုက်စိတ်ဆွမ်းအားထက်မြက်မှုရှိတယ်ပင်ကိုယ်ကစိတ်ဆွမ်းအားထက်မြက်မှုရှိတယ်
မရှိဘူးဟောဒီနှစ်ခုနဲ့ထပ်မြောက်လိုက်လေးကိုနှစ်နဲ့မြောက်တော့ရှစ်အဲ့ဒါကိုမာဝိဘက်စိတ်ရှစ်ခုလို့ခေါ်တာမှန်ပါဗျာအခြေခံအားဖြင့်ခွဲတာမှန်ပါဗျာဒါအလွယ်နည်းနဲ့မှတ်ထားဖို့နော်စိတ်မှန်ရင်ခံစားချက်ရှိတာကြီးပဲအဲ့တော့အသိဉာဏ်ရှိတဲ့စိတ်အသိဉာဏ်မရှိတဲ့စိတ်နှစ်ခုကိုခံစားချက်နှစ်ခုနဲ့မြောက်မယ်ဝမ်းသာတဲ့ခံစားချက်ဝမ်းသာမှုသိမထင်ရှားတဲ့ခံစားချက်သို့မဟုတ်သောမနတဥပေက္ခနှစ်ခုနဲ့မြောက်လိုက်ရင်လေးခုဖြစ်တယ်အဲ့ဒါကိုမှစိတ်ဆွမ်းအားထက်မြက်မှုရှိမရှိအသင်္ခါရိကတသင်္ခါရိကနှစ်ခုနဲ့မြောက်လိုက်လို့ရှိရင်ရှစ်ခုအဲ့ဒါကိုမာဝိဘက်စိတ်ရှစ်ခုလို့ပြောတာမှန်ပါဗျာအခြေခံအားဖြင့်မြောက်ပွားထားတာဘာဖြစ်လို့တော့ဆိုစိတ်ဆွမ်းအားခြင်းတစ်ခုနဲ့တစ်ခုမတူဘူးလေကဲနံပါတ်1မဟာဝိဘက်စိတ်ကဘာတော့ဆိုလို့ရှိရင်ခံစားမှုကဝမ်းသာတယ်အသိဉာဏ်ရှိတယ်စိတ်ထက်မြက်တယ်ဟောတာနံပါတ်1မှန်ပါဗျာမြတ်စွာဘုရားအလောင်းပရိသေတွေနေတာအဲ့ဒီနံပါတ်1နဲ့နေတာလေဘုရားရဲ့ပရိသေစိတ်ကမှန်ပါဗျာဝမ်းသာတယ်ခံစားချက်ကဝမ်းသာမှုသောမနတနဲ့ရှင်းတယ်အသိဉာဏ်ရှိတယ်ထက်မြက်တယ်ထက်မြက်တယ်ဆိုတာအသင်္ခါရိကတိုက်တွန်းနှိုးဆော်နေရတာမဟုတ်ဘူးပင်ကိုထက်မြက်တယ်ဒုတိယဟာကြတော့မထက်မြက်ဘူးလို့ပြောအောင်မှန်ပါဗျာအဲ့တော့မြတ်စွာဘုရားရဲ့ပရိသေစိတ်ဟာပထမမဟာဝိဘက်စိတ်လို့ဒီလိုမှတ်မှန်ပါဗျာအဲ့တော့ကျန်တဲ့လူသားတွေကကျန်တဲ့စိတ်တွေနဲ့ပရိသေနေကြတယ်တဦးနဲ့တဦးမတူကြဘူးပထမစိတ်နဲ့နေခြင်းနေမယ်ဒုတိယစိတ်နဲ့နေခြင်းနေမယ်တတိယစိတ်နဲ့နေခြင်းနေမယ်သူလုပ်ခဲ့တဲ့ကံရဲ့စွမ်းအားအလျောက်လူတွေဟာဒီတရေစိတ်ပေါ်ရတယ်လို့ဒီလိုမှတ်နော်မှန်ပါဗျာကိုကျိုးပေးတဲ့ကံကစွမ်းအားကြီးပြီဆိုလို့ရှိရင်ပထမစွမ်းအားနည်းနည်းလျော့သွားရင်ဒုတိယအသိဉာဏ်မပါဘူးဆိုရင်တတိယပထမနဲ့ဒုတိယကအသိဉာဏ်ပါတယ်တတိယနဲ့စတုထကအသိဉာဏ်ကင်းမဲ့တယ်မှန်ပါဗျာဒါသောမနတမှာတယ်ပဲနော်မှန်ပါဗျာကဲဝမ်းသာမှုမထင်ရှားတဲ့ဥပိ္ပခာမှာလည်းပဲထို့တူပဲပထမနှစ်ခုကအသိဉာဏ်ပါတယ်ဒုတိယနှစ်ခုကအသိဉာဏ်မပါဘူးတဲ့ဟောကြည့်အသိဉာဏ်ပါမပါဟာအဓိကအဆုံးဖြတ်ဖြစ်တာမို့ဘုန်းကြီးကအသိဉာဏ်ပါတာမပါတာကိုအဓိကဥတည်ပြီးတော့ပြောလိုက်မယ်အသိဉာဏ်ပါတဲ့မဟာဝိဘက်စိတ်၈ခု၄ခုနဲ့ပရိသေနေတဲ့လူရှိသလိုအသိဉာဏ်မပါတဲ့ဉာဏဝိပယုတ်မဟာဝိဘက်စိတ်နဲ့ပရိသေနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ဘာထူးခြားသွားသလဲလို့ဆိုလို့ရှိရင်အသိဉာဏ်ပါတဲ့ဝိဘက်စိတ်၄ခုနဲ့ပရိသေနေတဲ့ပုဂ္ဂိုလ်ဟာတရားထူးတရားမြတ်ကိုကျင့်ကြံကြုတ်ကိုအထောက်မဲ့ဆိုရင်ဒီဘဝရင်ရတယ်။ဘာဖြစ်လို့လဲဆိုအိုင်ကျူမြင့်နဲ့ပေါ့မှန်ပါဗျာသူ့ရဲ့ပင်ကိုတတ္တိတွေစွမ်းရည်တတ္တိတွေအပြည့်ရှိတယ်လို့ပြောတာနော်မှန်ပါဗျာသူ့တရေစိတ်ကိုကဒီအပြည့်ပါလာပြီဒါသို့တော့မလို့ရင်တော့ဘာမရမှန်ပါဗျာဆိုပါစို့မျိုးစိတ်လေးကအမတန်ကောင်းတယ်မြေနဲ့ရည်နဲ့ချမဆိုင်ဘူးဆိုမတန်ဘူးအဲ့ဒါမပေါက်နိုင်ဘူးအပေမပေါက်နိုင်ဘူးမျိုးစိတ်လေးကတော့အောင်တယ်ဟုတ်လားရေမကောင်းဘူးရေမကောင်းဘူးဆိုလဲအပင်လီမှာပဲဒါတော့မှန်ပါဗျာမျိုးစိတ်လည်းကောင်းနေတယ်နောက်ထပ်အထောက်ပံ့အကြောင်းတွေလည်းကောင်းနေမယ်ဆိုရင်သိကြီးထွားတဲ့အပင်ကြီးတစ်ခုဖြစ်နိုင်တယ်ပေါ့မှန်ပါဗျာအေးထို့တူပဲဒီအသိဉာဏ်ပါတဲ့ပရိသေစိတ်၄ခုနဲ့ပရိသေနေတဲ့ပုဂ္ဂိုလ်ကိုတိဟိတ်ပုဂ္ဂိုလ်လို့ခေါ်ကြတာမှန်ပါဘာဖြစ်လို့လဲဆိုဉာဏ်ပါလို့အလောဘအဒေါသအမောဟဒီဟာကိုဟိတ်လို့ခေါ်တာဟေတုအဲ့တော့ဟေတုကိုဟိတ်လို့ပြန်တာတိဟိတ်ပုဂ္ဂိုလ်တိဟိတ်ပုဂ္ဂိုလ်ဆိုတာအသိဉာဏ်ပါတဲ့ပရိသေစိတ်နဲ့ပရိသေနေတဲ့ပုဂ္ဂိုလ်လို့ပြောတာနော်မှန်ပါဗျာအသိဉာဏ်မပါဘူးလို့ဆိုလို့ရှိရင်အလောဘအဒေါသနှစ်ခုတင်ဖြစ်လို့ဒွိဟိတ်ပုဂ္ဂိုလ်ဒွိဆိုတာနှစ်ဒွိဟိတုကအဲ့ဒီဒွိဟိတုကပုဂ္ဂိုလ်ဟာတဲ့ဒီဘဝတရားဘလောက်ကျင့်ဒီဘဝမှာသူအဆက်မိမရဘူးတဲ့မှန်ပါဗျာကျင့်သည့်အတွက်ကြောင့်အကျိုးမဲ့တော့မဖြစ်ဘူးနောင်ဘဝအတွက်သူကအထောက်အကူတွေအများကြီးရသွားမယ်မှန်ပါဗျာလှုပ်တာတော့အကျိုးမဲ့မဖြစ်ဘူးအဲ့တော့ဒီဘဝမှာအောင်မြင်နိုင်လောက်အောင်သူ့မှာစွမ်းရည်တတိမပြည့်ဘူးလို့ပြောတာနော်မှန်ပါဗျာလုံးသည့်အတွက်ကြောင့်သူ့အကျိုးမရဘူးမဟုတ်ဘူးအကျိုးရ
တချို့ကထင်တယ်ငါတို့ကဒွိဟိတ်ပဲဒီဘဝတရားထုတ်နေလို့လကားပဲမထုတ်ဘူးဆိုရင်ပိုးဆိုးသွားမှာပေါ့မှန်လားပါဗျာလုံနေလို့ရှိရင်စွမ်းရည်တတ္တိတွေတက်လာမှာပဲဒါမှန်လားပါဗျာဝိရိယအကျိုးနဲ့စွမ်းရည်တတ္တိတွေတက်လာပြီးတော့နောက်ဘဝကျဆင်းရဲတဲ့စီရောက်သွားတာပဲဒါမလုတ်ဘူးဆိုရင်ဒီအဆင့်ကတက်မှာမဟုတ်ဘူးဟုတ်လားမှန်လားပါဗျာအေးဒါကြောင့်လို့ဉာဏ်ရည်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကောရမမြတ်စွာဘုရားလက်ထက်ကယဟန္တာတို့ဒီအနာဂံတို့တဂရဂံတို့သောတပန်တို့ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဟောဒီဉာဏ်ပါတဲ့ပရိသေစိတ်နဲ့ပရိသေနေသွားတဲ့ပုဂ္ဂိုလ်တွေရှိပဲမှန်လားပါဗျာအဲ့ဒီပုဂ္ဂိုလ်တွေကြတော့တရားနာတရားအထုတ်ပြီဆိုလို့ရှိရင်လုံးရင်လုံးသလောက်ဘာဖြစ်လို့အခြေခံကောင်းတာလုံးရင်လုံးသလောက်သူတို့မှအောင်မြင်မှုတွေရရှိသွားတယ်ဇန်တရားတွေရနိုင်တယ်မတရားတွေရနိုင်တယ်ကဲဒီအခြေခံစိတ်ကလေးဟာဉာဏ်ပါတဲ့တရေစိတ်နဲ့ဉာဏ်မပါတဲ့တရေစိတ်လေးဟာဘယ်သူကနေပေးအပ်လိုက်တာတော့ဆိုအတိတ်ကံကနေပေးအပ်လိုက်တာအဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်မှာသင်္ခါရပစ္စယဝိညာဏလို့ခေါ်တာနော်မှန်လားပါဗျာအကြောင်းသင်္ခါရကြောင့်ဝိပဿစိတ်ပေါ်လာတယ်တဲ့ဘုန်းကြီးတို့မွေးရပါဆိုတာအဲ့ဒီစိတ်ကလေးတစ်ခုပဲမှန်လားပါဗျာလူတယောက်တည်းမှာတရေစိတ်က၈ခုတည်းကတစ်ခုပဲဖြစ်ရမယ်နော်မှန်လားပါဗျာအဲ့ဒီတစ်ခုလေးကိုပဲဆိုပါစို့ဘုန်းကြီးတို့တွေအကောင်းဆုံးရွေးချယ်လိုက်လို့ရှင်ဘာဖြစ်ပထမမဟာဝိပဿစိတ်တစ်ခုရွေးကြည့်ရအကောင်းဆုံးပဲရွေးတာပေါ့ရွေးတာတော့နော်မှန်လားပါဗျာပထမမဟာဝိပဿစိတ်နဲ့ပဋိသေနေတယ်ဆိုလို့ရှင်ဒီတစ်သက်လုံးဘဝင်စိတ်ဟာလည်းဒီစိတ်ပဲမှန်လားပါဗျာနောက်ဆုံးသေတော့လည်းဒီစိတ်နဲ့ပဲသေပါပဲစပြီးတော့မိခင်ရဲ့ဝမ်းနဲ့ပရိသေနေလိုက်တာ तू ကကံကနေထုတ်လုပ်လိုက်တာလို့ဒီလိုမှတ်ကံကထုတ်လုပ်လိုက်တော့ဘုန်းကြီးတို့ရဲ့ဘဝအစဟာသောမနတသဟကုဉာဏတံပယုအသင်္ခါရိကလို့ဆိုတဲ့မဟာဝိပဿစိတ်ကလေးပေါ်လာတယ်သင်္ခါရပစ္စယဝိညာဏအဲ့ဒီစိတ်လေးဟာပရိသေအခိုက်ကလေးမှာကိုသူ့ရဲ့ဆောင်ရွက်ချက်လောက်ကင်မှုကိုကြည့်ပြီးတော့သူ့ကိုပဋိသန္ဓေလို့နာမည်တက်လိုက်တာအဲ့ဒီစိတ်လေးကလည်းဖြစ်တည်ပြက်ချုပ်သွားတယ်မှန်လားပါဗျာဖြစ်ပြီးပြက်သွားတာပဲဒါရှောက်သူပြက်သွားရင်နောက်ထပ်ထပ်ပြီးတစ်ခုပေါ်လာသူပြက်သွားတဲ့နေရာမှာကံရဲ့စွမ်းအားနဲ့ထပ်ပေါ်တယ်သူကတခါတည်းပြက်သွားတာမဟုတ်ဘူးဒုတိယပေါ်လာတဲ့စိတ်ကလေးကြတော့ဘဝင်စိတ်လို့ခေါ်တယ်မှန်လားပါနောက်ထပ်ပေါ်တာတွေအကုန်လုံးဘဝင်နဲ့မသေးမချင်းဘဝင်နေကြီးပဲမှန်လားပါနောက်ဆုံးဖြစ်မဲ့စိတ်လေးဒီဘဝမှာနောက်ဆုံးစိတ်လို့ပြောရမယ့်ဟာလေးကြတော့သုတိလို့ခေါ်တယ်အဲ့တော့မွေးတော့လည်းဒီစိတ်ပဲသေတော့လည်းဒီစိတ်ပဲဂျားထဲမှာအိတ်နေတဲ့အခါလည်းဒီစိတ်ပဲဝိသိစိတ်တွေမဖြစ်တဲ့အခါလည်းဒီစိတ်ပဲဒီစိတ်တွေရဲ့ဒီစိတ်ကလေးတွေကပစ္စုပန်ဘဝရဲ့အခြေအနေကိုဘာမှမသိဘူးသူကဟုတ်ကလားမှန်လားပါဗျာဘာမှမသိဘူးမျက်စိကမြင်တာလည်းသူမသိဘူးနားကကြားတဲ့အာယုံနဲ့လည်းမဆက်သွယ်ဘူးနှာခေါင်းကနတ်နဲ့အနံနဲ့လည်းအနတ်နဲ့လည်းသူမဆက်သွယ်ဘူးလျှာကရတဲ့အရသာအာယုံနဲ့လည်းသူမဆက်သွယ်ဘူးခန္ဓာကိုယ်လာထိလို့ထိတဲ့ဖုဒ္ဓဘာအာယုံနဲ့လည်းသူမဆက်သွယ်ဘူးစိတ်ကူးစိတ်တန်းနဲ့လည်းသူမဆက်သွယ်ဘူးဒီတရေစိတ်လေးနဲ့ပရိတရေစိတ်ဘဝင်စိတ်သုတိစိတ်ဒီစိတ်ကလေးတွေဟာရာသက်ပံသူကတစ်ခုဖြစ်ပြီးရင်ဖြစ်လိုက်နောက်တစ်ခုပေါ်လာလိုက်ဖြစ်လိုက်နောက်တစ်ခုပြက်သွားလိုက်နောက်တစ်ခုပေါ်လိုက်ပြက်လိုက်နောက်တစ်ခုဒီအစဉ်ကြီးဖြစ်ပြက်အစဉ်ကြီးနဲ့သူကသွားနေမှာနောက်ဆုံးသုတိစီအောင်သူကသွားနေမှာမရမနာပဲမှန်လားပါဗျာဘသူစွမ်းအားနဲ့သွားတာတုံးဆိုကံရဲ့စွမ်းအားနဲ့သွားနေတာမျက်စိနဲ့ကြည့်တဲ့အာယုံရဲ့စွမ်းအားမပါဘူးနားကနားထောင်တဲ့အတန်ရဲ့စွမ်းအားမပါဘူးဘသူစွမ်းအားမှဒီပစ္စုပန်အာယုံနေလဲသူတစ်ခုမှမသိဘူးဒီစိတ်ကဒါဖြင့် तू ကဘာနဲ့ဘသူသိနေတုံးလို့ဆိုမသေးခင်လေးမှာလူတွေမသေးခင်လေးမှာအိမ်မက်လူလေးတွေမတ်တက်တယ်မရဏတဏ္ဍဇောလို့ခေါ်တယ်သေကံဤမှာစောနေတဲ့ဇောကိုမရဏတဏ္ဍဇောလို့ခေါ်တယ်အဲ့ဒီသေကံဤဖြစ်တဲ့စိတ်ကလေးထဲမှာအာယုန်တစ်ခုပေါ်လာတယ်ဘသူကြောင့်ပေါ်တော့ဆိုကံရဲ့စွမ်းအားကြောင့်ပေါ်တာလူပြေဖြစ်မယ်ဆိုလို့ရှိရင်ဆိုပါစို့ဒီအိမ်ကိုမွေးတော့မယ်ဆိုလို့ရှိရင်မသေးခင်လေးသေငယ်စောနဲ့မျောနေတဲ့အချိန်လေးမှာဟုတ်လား
အိမ်ကြီးကဝင်းကြီးနဲ့ခြံကြီးနဲ့ဥယျာဉ်နဲ့တိုက်ကြီးနှစ်ထပ်တိုက်ကြီးဒီကနေ့လေးမှာ तू ကအဲ့ဒီအိမ်နဲ့ရောက်သွားပြီးအိမ်မော်တက်သွားတယ်ဟာဒီလိုအိမ်မက်မက်ပြီး तू သေသွားစိတ်ထဲမှာမြင်ပြီးတော့သေသွားရင် तू အဲ့ဒီအိမ်မှာဖြစ်မှာပဲသိချာကောင်းတာလေးပဲပြောကြရအောင်နော်မှန်ပါပါမိဘုံနဲ့ဆင်းသွားတာအိမ်မက်မက်ရင်ကတော့အဲ့ဒါငရဲတဲ့ရောက်သွားပြီးသားမှတ်ပြီတော့နော်မှန်ပါပါတော်တဲ့ရောက်ပြီးတော့တရိษံတွေဈာရောက်နေရင်တော့အဲ့ဒီအကောင်မျိုးဖြစ်ပြီလို့သာအောင်းမိပြီတော့မှန်ပါပါဒီပုံစံနဲ့ဒါကိုကမ္မနမိတ်ဂတိနမိတ်လို့ခေါ်တယ်မှန်ပါပါအဲ့ဒီအာယုန်နမိတ်တွေတစ်ခုခုဖြစ်လာတာအဲ့ဒီကမ္မနမိတ်ဂတိနမိတ်ဆိုတဲ့ဒီအာယုန်နမိတ်၃ခုတည်းကတစ်ခုခုကိုအာယုန်ပြုပြီးတော့ဟောဒီပရိသေစိတ်တွေဟာမသေးခင်ထင်ခဲ့တဲ့အာယုန်ရဲ့စွမ်းအားနဲ့သူတို့ကသွားနေကြတာတေသည်အထိပဲသူတို့အပြောင်းအလဲမရှိဒါကိုတဘွားတာလို့ခေါ်တာမှန်ပါပါပြောင်းကျင်လို့မရဘူးနော်မှန်ပါပါလုံးဝပြောင်းလို့မရဘူးဒီဟာပရိသေစိတ်ရဲ့ဘဝင်စိတ်ရဲ့သုတိစိတ်ရဲ့ကံကပေးလိုက်တဲ့အတိုင်းတဘွားတာလုံးဝပြောင်းမရအဲ့ဒါကိုဘဝင်လို့ခေါ်တယ်အဲ့ဒီဘဝင်စိတ်ကိုရည်စူးပြီးတော့မြတ်စွာဘုရားကပပတရမိဒံဘိက္ခဝေစိတ်တံစိတ်ကလေးဟာဖြူစင်းနေတယ်ဆိုတာဘာအာယုန်နဲ့မှမရောဘူးတဲ့သူပင်ကိုရှိတဲ့အာယုန်လေးနဲ့ပဲနေတယ်လို့ဒီလိုဟောတာနော်မှန်ပါပါဘဝင်စိတ်ကိုပြောနေတာလူတွေကတော့ငါဘဝင်ကြတယ်ဘဝင်မကြဘူးဆိုတာမကြိုက်တယ်မကြိုက်ဘူးပြောတာအဲ့ဒါဒီဘဝင်ကိုပြောတာမဟုတ်ဘူးနော်မှန်ပါပါသုံးတာဒီဟာမဟုတ်ဘူးသူอ่ะမှန်ပါပါစိတ်တိုင်းကြတယ်စိတ်တိုင်းမကြဘူးကိုပြောတာအဲ့ဒါဘဝင်ကြတယ်မဝင်ကြဘူးပြောနေတာဘဝင်ဆိုတာအိပ်ပျော်နေတဲ့အချိန်သိသလားမသိပါဘူးမသိဘူးအဲ့ဒါဘဝင်စိတ်ဖြစ်နေတဲ့အချိန်လို့သာမှတ်ပြီးတော့ပရိသေစိတ်လေးဒီပင်လေဒီစိတ်ကလေးတစ်ခုတည်းပဲပရိသေလို့လည်းခေါ်တယ်ဘဝင်လို့လည်းခေါ်တယ်သုတိစိတ်လို့လည်းခေါ်တယ်ဘာကြောင့်ပရိသေလို့ခေါ်တယ်လဲဆိုရင်အတိတ်ဘဝနဲ့ပစ္စုပန်ဘဝကိုဆက်ပေးလို့ပฏิဆိုတာ relinking consciousness လို့အင်္ဂလိပ်လိုပြန်တယ်relink ပฏิဆိုတာတဖန်တန်တိဆိုတာဆက်ဆက်လိုက်တာဘဝတစ်ခုဘဝဟောင်းနဲ့ဘဝသစ်ကိုဆက်ပေးထားတာလို့ဆိုရင်နှုတ်ပြတ်ထွက်သွားမှာမှန်ပါပါသူဝင်လာလို့စက်မိသွားတယ်လို့ပြောတာဘဝင်ကားဆိုတာကြတော့ဘာကြောင့်လို့ဆိုရင်အသက်ရှိနေဖို့ရာအတွက်အကြောင်းဖြစ်တဲ့စိတ်လို့ဆိုလို့ဒါလေးရှိနေလို့အသက်ရှင်နေတာဘဝင်စိတ်ကုံသွားရင်အသက်ရှင်တော့မှမဟုတ်တော့ဘူးအဲနောက်ဆုံးကြတော့ဘဝဓာတ်တစ်ခုလုံးဟာအပြီးတတ်သွားလို့သုတိလို့ခေါ်လိုက်တာမှန်ပါပါအဲ့တော့ဒီစိတ်ဟာအသက်80နေရမယ့်ပုဂ္ဂိုလ်ဆိုရင်နှစ်80သူကသွားနေမှာပဲဖြစ်တည်ပြည့်နဲ့သွားနေမှာပဲเนาะမှန်ပါပါအေးကောင်းပြီအဲ့ဒီဘဝင်စိတ်ကလေးကိုပဲမနောဓွာရမိုင်းဒိုလို့ခေါ်သေးတယ်အဲ့ဒါလေးကိုသတိထားသူကနေပြီးတော့ဒီအခြေခံမရှိဘဲနဲ့လှုပ်ရှားတဲ့စိတ်တွေမပေါ်နိုင်ဘူးဒီဟာအခြေခံလို့ပြောတာเนาะဒါလေးကလည်းမြဲတာမဟုတ်ဘူးသူ့အာယုံနဲ့သူသွားနေတာဒါအကျိုးစိတ်ဝိဘက်စိတ်ကဲဝိဘက်စိတ်ကိုနှစ်ခုခွဲလိုက်ရအောင်အခြေခံစိတ်သို့မဟုတ်ဘဝင်စိတ်နော်ဘဝင်စိတ်ကတစ်ခုအဲ့ဒါကိုပဲအဘိဓမ္မထသင်္ဃအကျမ်းကဝိထိမုတ်စိတ်လို့ခေါ်တာဝိထိမုတ်ဆိုတာအင်္ဂလိပ်လိုပြန်တော့ thought free လို့ပြောတာ process free လို့ပြန်တယ်ဖြစ်စဉ်နဲ့မပါဘူးလို့ပြောတာမျက်မှောက်ဘဝဒီလက်တွေ့ဘဝအာယုန်နေနဲ့ဖြစ်နေတဲ့ဖြစ်စဉ်ထဲမှာမပါဘူးတဲ့ process free လို့ဒီလိုသုံးတာဝိထိမုတ်တာဝိထိဆိုတာစိတ်ဖြစ်စဉ်မုတ်တာဆိုတာလွတ်နေတာစိတ်ဖြစ်စဉ်နဲ့မပါဘူးလွတ်နေတဲ့စိတ်လို့ပြောတာမှန်ပါပါကဲအဲ့ဒီစိတ်လေးကရှိနေတယ်ဆိုတာသူကသူဖြစ်နေတာလို့ပြောတာနော်မှန်ပါပါဘိုက်ထဲမှာတဏှာအောင်းနေတယ်လို့တော့မထင်နဲ့နော်သူကလည်းသူ့အကြောင်းလေးနဲ့သူကဖြည့်ပြီးတော့ဒီလိုသွားနေမှာပဲသူကကဲနောက်တခါဒီဒါဝိဘက်စိတ်ဟာပရိသေစိတ်သုတိစိတ်ဒီတစ်ခုပြီးသွားပြီနောက်ထပ်ကံတရားကြောင့်အကျိုးပေါ်တဲ့စိတ်တွေရှိသေးတယ်အဲ့ဒါကိုဒါကပရိသေစိတ်လို့ပရိသေအခါမှာကံတရားကစိတ်ကိုထုတ်လုပ်တဲ့အခါမှာနှစ်နေရာထုတ်လုပ်တယ်ပရိသေအခါမှာထုတ်လုပ်တယ်ပဝတ္တိအခါမှာထုတ်လုပ်တယ်ပရိသေအခါမှာထုတ်လုပ်လို့ရှိရင်တစ်ခုပဲထုတ်တယ်ပဝတ္တိအခါကျတော့တစ်ခုတည်းပို့ပြီးထုတ်တယ်ပဝတ္တိဆိုတာပရိသေစိတ်ပေါ်ပြီးတဲ့နောက်သုတိစိတ်အထိဒါ
ဒါတွေကိုပုတ္တိလို့ခေါ်တယ် မှန်ပါပါ အဲ့ဒီကြတော့သူ့ကြတော့ပြင်ပအကူအညီတွေနဲ့ကံတရားကအခြေခံပဲထုတ်လုပ်လိုက်ပြီးတော့ဒီစိတ်တွေဖြစ်ပေါ်လာဖို့ရာအတွက်ကမျက်မှောက်ဘဝအာယုံအသစ်တွေနဲ့တွဲမိမှသူကဖြစ်တာဆိုပါစို့မြင်သိစိတ်စက္ခုဝိညာဉ်စိတ် မှန်ပါပါ ကြားသိစိတ်သောတဝိညာဉ်စိတ်နံသိစိတ်ခန္ဓာဝိညာဉ်စိတ်လယသိစိတ်ဇီဝဝိညာဉ်စိတ်ထိသိစိတ်ကာယဝိညာဉ်စိတ်ကုသိုလ်ရဲ့အကျိုးရှိတယ်အကုသိုလ်ရဲ့အကျိုးရှိတယ်စိတ်ပေါင်းဘယ်လောက်လဲ10ခုစက္ခုဝိညာဉ်တွေသောတဝိညာဉ်တွေတချို့ကမျက်စိနှလုံးရှိလို့စက္ခုဝိညာဉ်တွေအောင်းမေ့နေကြတာနော်စက္ခုဝိညာဉ်တွေဆိုတာကုသိုလ်ရဲ့အကျိုးကတစ်ခုအကုသိုလ်ရဲ့အကျိုးကတစ်ခုဆိုပြီးတော့စက္ခုဝိညာဉ်စိတ်2ခုလို့ပြောတာမျက်စိနှလုံးရှိလို့ပြောတာမဟုတ်ဘူးနော် မှန်ပါပါဗျာ မျက်စိနှလုံးရှိလို့ပြောတာမဟုတ်ဘူးအဲ့တော့နားကလည်းနှစ်ဖက်ရှိတော့သောတာဝိညာဉ်တွေဆိုအဲ့ဒါအောင်းမိတတ်တယ်ခန္ဓာဝိညာဉ်တွေဆိုတော့နှာခေါင်းကနှစ်ပေါက်ရှိတယ်ရှားကြတော့နှစ်ခွကအဲ့ဒါမွေမရှိတယ်ကာယဝိညာဉ်တွေကျတော့လည်းမနုဿိဟာမရှိတယ်အဲ့တော့အဲ့ဒါကိုပြောတာမဟုတ်ဘူး မှန်ပါပါဗျာ ဟုတ်ကဲ့လား မှန်ပါပါဗျာ ကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးအဲ့ဒီနှစ်ခုကိုကြည့်ပြီးတော့နှစ်ခုစီပြောသွားတာ မှန်ပါပါဗျာ ကဲကံရဲ့အကျိုးတရားကပိုးတိခါထုတ်တဲ့အခါမှာမျက်စိကမြင်တဲ့သိတဲ့စိတ်နှမျိုးထုတ်တယ်အကုသိုလ်ကံကတစ်ခုထုတ်တယ်ကုသိုလ်ကံကတစ်ခုထုတ်တယ်နားကကြားတဲ့ဟာကုသိုလ်ကံကတစ်ခုအကုသိုလ်ကံကတစ်ခုလျှာကလေးတဲ့အခါကုသိုလ်ကံတစ်ခုအကုသိုလ်ကံတစ်ခုနော်နှာခေါင်းကနမ်းတဲ့အခါလဲကုသိုလ်ကံတစ်ခုအကုသိုလ်ကံတစ်ခုခန္ဓာကိုယ်ကထိတဲ့အခါမှာကုသိုလ်ကံတစ်ခုအကုသိုလ်ကံတစ်ခုဆိုဝိဘက်စိတ်10ခုဖြစ်မသွားဘူးလား ဖြစ်သွားပါတယ်ဗျာ နောက်တစ်ခါပရိသေရိစိတ်မဟာဝိဘက်ထဲကပရိသေရိစိတ်ကတစ်ခုဩဒီအခါမှာကျတော့ဉာဏ်ဓာတ်တွေလည်းထုတ်သေးတယ်သူက မှန်ပါပါဗျာ ဉာဏ်ဓာတ်တွေကိုလည်းဖြစ်ပေါ်စေသေးတယ်အဲ့တော့မဟာဝိဘက်စိတ်ကရေပေါ်ရာအပြင်ခြုံကြည့်မယ်ဆိုရင်10ခုလို့ဒီလိုပြောအောင်နော် မှန်ပါပါဗျာ ဒါလူဘဝမှာရနိုင်တဲ့စိတ်တွေကိုပြောတာနောက်တစ်ခုဘာတွေထုတ်သေးတုံဆိုလို့ရှိရင်တံပဋိဿနာဆိုတဲ့တံပဋိဆိုင်စိတ်နှစ်ခုကလည်းကုသိုလ်ကြောင့်ဖြစ်တာအကုသိုလ်ကြောင့်ဖြစ်တာဟောတာလည်းမြင်သိပြီးတဲ့နောက်မှာအာယုံကိုလက်ခံတဲ့စိတ်ကြားပြီးတဲ့အခါအာယုံကိုလက်ခံတဲ့စိတ်နှာခေါင်းကအနံ့ရပြီးတဲ့အခါအဲ့ဒီအာယုံကိုလက်ခံတဲ့စိတ်တံပဋိဆိုင်ဆိုတာလက်ခံတယ်တံပဋိဿနာ reception ပေါ့ မှန်ပါပါ ဟိုတယ်သွားရင် reception ရှိတယ်မဟုတ်လားလက်ခံတဲ့နေရာရှိတယ်လေ မှန်ပါပါ အလူကဌာနဆိုလည်းလက်ခံတဲ့နေရာရှိတယ်ခုအာယုံဝင်လာရင်လည်းလက်ခံတဲ့နေရာရှိရမှာပေါ့ မှန်ပါပါဗျာ စိတ်ထဲမှာလည်းလက်ခံတဲ့စိတ်ကိုတံပဋိဿနာလို့ခေါ်တယ်အဲ့ဒီစိတ်ကလည်းပဲပစ္စုပန်အာယုံခုဘဝမှာတွေ့တဲ့အာယုံတွေနဲ့သူကမြင်သိစိတ်ဖြစ်ပြီးရင်သူကဖြစ်ကိုဖြစ်ရမနောက်ကကြားသိစိတ်ဖြစ်ပြီးရင်သူလာရမယ်ဟောသူကလည်းကံကိုအခြေခံပြီးတော့ထုတ်ထားတဲ့စိတ်ပဲဒီစိတ်ကလည်းနံသိစိတ်ရဲ့နောက်မှာသူဆက်လာမယ်လယတိရဲ့စိတ်ရဲ့နောက်မှာသူဆက်လာမယ်ထိတိစိတ်ရဲ့နောက်မှာသူဆက်လာမယ်လက်ခံပြီးလို့ရှိရင်ဒီတိုင်းထားမလားလို့ဆိုလို့ရှိရင်စုံစမ်းတဲ့စိတ်ကလေးကလာသေးတယ်အဲ့ဒါကိုတန်တိရဏလို့ခေါ်တယ်ဘာပဲဖြစ်ဖြစ်ကိုလက်ခံပြီးလို့ရှိရင်ပက်ဆံတော်မှာလက်ခံပြီးရင်စိတ်မရှိရေတွက်ရသေးတယ်မဟုတ်လား မှန်ပါပါဗျာ အေးအာယုန်တစ်ခုရလာတယ်ဆို तू ကလက်ခံပြီးရင် तू ကစုံစမ်းရအောင်မယ်ဒါဘယ်လောက်တုံးဆိုတာနော် မှန်ပါပါဗျာ အာယုန်ရဲ့သဘာဝကိုစုံစမ်းတဲ့စိတ်ကလည်းပဲခုနလက်ခံပြီးတဲ့နောက် तू ကဆက်ပြီးအလုံးလုံးဖို့အဲ့ဒီစိတ်ကလည်းပေါ်ရသေးတယ် မှန်ပါပါဗျာ ကဲခြုံပြောမယ်ဆိုလို့ရှိရင်အကုသိုလ်အကျိုးက9ခုရှိတယ်အကုသိုလ်ကထုတ်လိုက်တာမြင်သိစိတ်ရဲ့ကြားသိစိတ်ရဲ့နာမ်သိစိတ်ရဲ့လျက်သိစိတ်ရဲ့ထိသိစိတ်ရဲ့လက်ခံစိတ်ရဲ့စုံစမ်းစိတ်ရဲ့ဟောအကုသိုလ်က9ခုဖြစ်သွားအကုသိုလ်ရဲ့အကျိုးကအကုသိုလ်ကထုတ်လုပ်လိုက်တာ9ခုကုသိုလ်ကထုတ်တာကြတော့ဘယ်လောက်တုံးဆိုရင်ကုသိုလ်ကထုတ်တာကလည်းဟုတ်လား10ခုအဲ့ဒီ10ခုကဘာတွေတုံးဆိုဒီမြင်သိစိတ်ရဲ့ကြားသိစိတ်ရဲ့နာမ်သိစိတ်ရဲ့လျက်သိစိတ်ရဲ့ထိသိစိတ်ရဲ့လက်ခံတဲ့စိတ်ကတစ်ခုစုံစမ်းတဲ့စိတ်ကြတော့2ခုဘာဖြစ်လို့2ခုဖြစ်သွားတော့ဆိုလို့ရှိရင်စုံစမ်းတဲ့အခါမှာဝမ်းမြောက်ဝမ်းသာစုံစမ်းတာနဲ့ဟုတ်လားဝမ်းသာတဲ့
ဒီခံစားချက်ပါတာနဲ့ဝမ်းသာတဲ့ခံစားချက်ညော့နေတာရဲ့အဲ့ဒီနှစ်ခုကြောင့်မို့လို့သူကတန်တိရဏစိတ်ကနှစ်ခုဖြစ်တော့8ခုဖြစ်သွားတခါအဲ့ဒီမှာမဟာဝိပဿစိတ်ထပ်ထည့်လိုက်မယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးက16ခုဖြစ်မသွားဘူးလားမှန်ပါပါ16ခုဖြစ်သွားတယ်ကဲပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာကံတရားကထုတ်လုပ်လိုက်တာဒါလူတွေကိုပြောတယ်ကြံတဲ့ပုဂ္ဂိုလ်တွေမပြောဘူးလူဘဝပဲပြောမယ်မှန်ပါပါလူတွေအတွက်သိဖို့ကပိုအရေးကြီးတယ်အကုသိုလ်ကထုတ်လုပ်တာ9ခုကုသိုလ်ကထုတ်လုပ်တာ16ခုပေါင်းလိုက်တော့ဘယ်လောက်ရှိသွား23အဲ့ဒါကိုကာမဝိဘက်23လို့ပြောတာနော်မှန်ပါပါကာမဝဆရကုသိုလ်ကံကထုတ်လုပ်တာဒီထဲမှာဇန်တွေဘာတွေနဲ့ဘာမှမဆိုင်ဘူးနော်မှန်ပါပါဇန်တွေကကျင့်မှရတဲ့စိတ်တွေဒီထဲမှာမပါဘူးအဲ့တော့ဘုန်းကြီးတို့ဘဝမှာဖြစ်နိုင်တာဟောဒီ23ခုဖြစ်နိုင်နော်ဒါမွေးရပါရတဲ့ဟာ23ခုမွေးရပါပါတဲ့ဟာ23ခုမျက်စိတို့နားတို့မွေးရပါလာတယ်လို့ပဲဟောဒီစိတ်ကလည်းပဲဘဝင်စိတ်ကနေပြီးတော့ဟောတာဒီပေါက်ဖွားနိုင်တဲ့အနေအထားတွေရှိတယ်သို့တော့မျက်စိကပစ္စုပန်အကြောင်းမပါဘဲနဲ့သူကမြင်သိစိတ်မဖြစ်နိုင်ဘူးမျက်စိကောင်းရမယ်မြင်စရာအာယုန်နဲ့မျက်စိဆုံရမယ်ဆုံလိုက်တဲ့အခါကျတော့မှမြင်သိစိတ်ဆိုတာပေါ်ဒီပဲထုတ်ပေးထားတာစိတ်ကိုပေါ်အောင်လုပ်ပေးထားတာမဟုတ်ဘူးเนาะမှန်ပါပါဗျာဆိုပါစို့စောင်းနှံမြည်အောင်စောင်းအိုးနဲ့စောင်းကျိုးကညှိထားမှဖြစ်တော့မှာပေါ့မှန်ပါပါအဲ့ဒါလိုပဲကံတရားကစောင်းကျိုးစောင်းအိုးညှိပေးထားတယ်လို့ပဲလက်ကလေးနဲ့တီးလိုက်တာနဲ့စောင်းနှံသာသာရာထွက်လာမှာပဲမှန်ပါပါအဲ့ဒါလိုပဲရူပါယုံနဲ့သက္ခုပတာရမျက်စိကမြင်ရတဲ့အဆင်းနဲ့သက္ခုပတာရယုံဆုံလိုက်တာနဲ့တပြိုင်နက်ဟောဒီစိတ်ပေါ်လာ condition ကြောင့်ပေါ်အကြောင်းကြောင့်ပေါ်တယ်ဆိုတာသဘောပေါက်တာနော်အတန်နဲ့နားနဲ့ဆုံလိုက်ရင်သောတဝိညာဉ်စိတ်သောတဝိညာဉ်စိတ်ပေါ်လာတာနဲ့တပြိုင်နက်နောက်ကလက်ခံစိတ်တို့စုံစမ်းစိတ်တို့ကဆက်ပေါ်လာဟောဆိုင်ရာအကြောင်းတွေကြောင့်အဲ့ဒီလိုဆက်လာဒါစိတ်တနိယာမလို့ခေါ်တယ်ဘာဖြစ်လို့သူတို့ပေါ်တာတော့လို့မေးစိတ်တနိယာမစိတ်တနိယာမဆိုတာဘာပြောတာတုံးလို့ဆိုလို့ရှိရင်ဖြစ်စဉ်ကြီးတစ်ခုလို့ပြောတာပေါ့ the law of nature ပေါ့ဟုတ်ကလားမှန်ပါပါကဲအဲ့ဒါဆိုလို့ရှိရင်မေးလို့ရတာပေါ့ဘာဖြစ်လို့ဟိုຫນွေပြီးတဲ့အခါကျတော့မိုးရောက်ရတာတော့မိုးပြီးတဲ့အခါကျတော့ဘာလို့ဆောင်းဝင်လာပြန်တာတော့ဖြစ်စဉ်ကြီးပဲမဟုတ်လားဘာဖြစ်လို့ဒီမိုးရာသီကျတော့တစ်ပင်တွေကလန်းဆန်းပြီးတော့အရွက်တွေဘာတွေဖားဖားတွေပင်ကြီးတွေထွားလာတာတော့ဆောင်းကြတော့ဘာလို့ခြောက်သွားပြန်တာတော့ဒါဥဒုနိယမှာပဲဆိုင်ရာဒီ the law of nature ဒီကလည်း the law of mind ပဲစိတ်ဓာတ်နိယာမအနေနဲ့လာတာเนาะဒီစိတ်ဖြစ်ရင်ဒါဖြစ်ကိုဖြစ်လာအကြောင်းတရားတွေကဒီလိုကဲကောင်းပြီဝိပဿစိတ်23ခုဖြစ်လာပြီဘုန်းကြီးတို့တဏ္ဍာမှာပစ္စုပန်အကြောင်းတွေကိုငဲ့ပြီးတော့ဖြစ်ကြရတယ်နော်ခုနကပြောတဲ့သတိစိတ်ကလေးကတော့ပစ္စုပန်အကြောင်းနဲ့ဘာမှမဆိုင်ဘူးပရိသေခါမှာဖြစ်တဲ့ဟာလေးကသူ့ဘာသူအတွင်းငုတ်ပြီးရမ်းနေမှာပဲသူ့ဘာသူဖြစ်နေမှာပဲနော်မှန်ပါပါကဲကောင်းပြီဒီသတိစိတ်ကလေးနဲ့အခုဒီဝိပဿစိတ်ကို2မျိုးခွဲတယ်အခြေခံစိတ်နဲ့ဖြစ်ပေါ်စိတ်2ခုဖြစ်လာပြီဒါကနောက်တစ်ခုကကုသိုလ်ကံကပေးတာလည်းမဟုတ်ဘူးအကုသိုလ်ကံကလည်းပေးတာလည်းမဟုတ်ဘဲနဲ့ကံရဲ့အကျိုးမဟုတ်ဘဲနဲ့ပေါ်လာတဲ့စိတ်2ခုရှိသေးတယ်အဲ့ဒီစိတ်2ခုကဘာကြောင့်ဒီစိတ်2ခုပေါ်ရတာတော့လို့ကြည့်လိုက်ရင်ဝုထုနဲ့အာယုန်နဲ့တိုက်လိုက်တဲ့စွမ်းအားကြောင့်ပေါ်လာတာဝုထုနဲ့အာယုန်ဆိုတာမျက်စိနဲ့အဆင်းအာယုန်တိုက်တယ်အတန်နဲ့နားနဲ့တိုက်တယ်အနံ့နဲ့နှာခေါင်းနဲ့တိုက်တယ်လျှာနဲ့အရသာနဲ့တိုက်တယ်ခန္ဓာကိုယ်နဲ့ဖုဒ္ဓဘာယုံနဲ့ခန္ဓာကိုယ်နဲ့တိုက်တယ်ဟောအဲ့ဒါလို့အတိုက်ကြောင့်ပေါ်လာတာစိတ်ကိုအဝိဇ္ဇံလို့ခေါ်တယ်သူကဘဝင်စိတ်တွေကိုရပ်တန့်သွားအောင်လုပ်ပြီးတော့အာယုံဘက်ကိုဥလှည့်ပေးတာဒါကြောင့်မို့လို့စာပေကျမ်းဂန်ထဲမှာဘဝံကံအာဝတေတိတဲ့ဘဝံကိုဘဝင်စိတ်တွေကိုအလှည့်အပြောင်းဖြစ်အောင်လုပ်ပလိုက်တယ်လို့ပြောတယ်ခုနကပင်ကိုအခြေခံစိတ်ကသူ့အရှိန်နဲ့သူသွားနေတာကိုဒီစိတ်ပေါ်လိုက်တာနဲ့အဲ့ဒီဘဝင်အရှိန်ဟာပြတ်တောက်သွားတာမှန်ပါပါစိတ်ဆိုတာ2ခုပြူးမဖြစ်ဘူးဘယ်တော့မှတစ်ခုချင်းပဲဖြစ်လို့ရတယ်အဲ့တော့ဘဝင်ကိုဖြတ်တောက်ပလိုက်တာဒီအဝိဇ္ဇံကဖြတ်တောက်ပလိုက်တာအာယုံအစ်စ်ကိုသူကတွေးလိုက်တာ
လားပါ အာယုံအသစ်ကိုသူကတွေးလိုက်တာနဲ့တပြိုင်နက်ဟောဆိုပါစို့ရူပါယုံကသက္ကုပ္ပတာရကိုလာပြီးတော့ထိခိုက်လိုက်တာတကားကိုလာခောက်လိုက်တာနဲ့တူတူပဲအိမ်ထဲမှာတကားပိတ်နေနောက်ဘက်ကနေလာပြီးတကားကိုတောက်နဲ့ခောက်လိုက်လို့ရှိရင်ကြည်အတွေးတွေပြတ်မကုန်ဘူးလားပြတ်ကုန်တော့ကဲဘာလို့တုံးဆိုတကားမဖွင့်ဘူးလားအဲ့ဒီအဝိဇ္ဇန်ဆိုတာတကားဖွင့်ပေးတဲ့စိတ်ပဲမှန်လားပါဗျာ ပြင်ဘက်ကတကားခောက်တဲ့လူကိုတကားဖွင့်ပေးလိုက်တာနဲ့တူတယ်ဖွင့်ပေးလိုက်တဲ့အခါကျတော့မတ်တကြီးရပ်နေတဲ့လူမမြင်ဘူးလားအဲ့ဒါသက္ကုဝိညာဉ်စိတ်ဖြစ်တာနဲ့တူတူပဲလာပါလို့ခေါ်လိုက်တာကြတော့တမ္ပတိဆိုင်လက်ခံလိုက်တာနဲ့တူတယ်ဘာကိစ္စလာတော့လို့မေးတာကြတော့တန်တိရဏသူပြောတဲ့အတိုင်းသဘောပေါက်သွားအေးကိစ္စရှိလို့လာတယ်ဆိုတာသိတာဆုံးဖြတ်ချက်ချတာဝုံထောကော်ဖီလေးပါလေးတူတူတောက်တာကစောပေါ့ပြီးတော့ပြန်သွားတာတရားယုံပေါ့ဟုတ်ကဲ့လားပြန်သွားပြီးနောက်ဘဝင်ပြန်ကြသွားတာဒါဖြစ်စဉ်တစ်ခုပဲဒီပြင်ကိစ္စတွေလည်းဒီတိုင်းသွားတာဒါအထူးဆန်းမဟုတ်ဘူးနော်အဘိဓမ္မာဆိုတာလူတွေရဲ့အကြောင်းကိုရှင်းပြနေတာလူတွေအကြောင်းကိုရှင်းပြနေတာဒီလိုလေးရှင်းလေးနားလည်ရမှာဘုရားတရားတော်ကတကယ်လက်တွေ့ရှိကိုဟောနေတာနော်မှန်လားပါဗျာ သို့သောစကလုံးတွေကတစ်မျိုးဆိုတော့ကိုယ်နဲ့မယဉ်နေဘူးပေါ့မယဉ်နေတဲ့အခါကျတော့တခြားဟာတွေယူပြောတာဓမ္မရဲ့လို့အဲ့လိုအောင်းမေးရတာပေါ့မဟုတ်ဘူးနေ့စဉ်တွေ့နေတာတွေကိုပြောနေတာနော်မှန်လားပါဗျာ ကဲကောင်းပြီဒီလိုဖြစ်စဉ်တွေကကြည့်အဝိဇ္ဇန်ဆိုတဲ့စိတ်ကလေးနှစ်ခုရှိတယ်သူကမျက်စိကနှာခေါင်းကဆိုတဲ့ဓဝါရ၅ပေါက်မျက်စိနာနာလျှာကိုလို့ဆိုတာဒါဓဝါရ၅ခုလို့ခေါ်တယ်မှန်လားပါဗျာ အဲ့ဒီဓဝါရ၅ခုမှာတိုက်ခိုက်လာတဲ့အာယုံကိုဥလဲ့ပေးတာကပင်စဓဝါရဝိဇ္ဇန်လို့ခေါ်တယ်မျက်စိနဲ့လည်းမဆိုင်ဘူးနားနဲ့လည်းမဆိုင်ဘူးနှာခေါင်းနဲ့လည်းမဆိုင်ဘူးလျှာနဲ့လည်းမဆိုင်ဘူးကိုယ်နဲ့လည်းမဆိုင်ဘူးမျက်စိလည်းဇုံပိတ်ထားတယ်နားလည်းပိတ်ထားတယ်နှာခေါင်းတွေပိတ်ထားတယ်အကုန်လုံးအဲ့ဒီဓာတ်တွေနဲ့မဆိုင်ဘူးခေါင်းမှုခြုံပြီးတက်တွေးနေတဲ့အတွေးကြတော့မနောဓာရလို့ခေါ်တယ်တက်တွေးတဲ့အတွေးအဲ့ဒါကြည့်လေအဲ့ဒါလို့တွေးနေတဲ့အတွေးကြတော့မနောဓာရဝိဇ္ဇန်လို့ခေါ်တယ်သူကမနေ့ကဟာဆိုတာခဏမြင်လို့ရသေးလားမရတော့ပါမနေ့ကအတန်နေခဏကြားလို့ရသေးလားမရတော့ပါတွေးလို့ရောမရဘူးလားရပါအဲ့ဒါမနောဓာရဝိဇ္ဇန်အတွေးတာသူကတကားဖွင့်ပေးနေတာမနေ့ကအကြောင်းအရာတွေမနေ့ကတည်းမကဘူးဟိုနှစ်ကဟာကိုသူတကားဖွင့်ပေးတယ်မှန်လားပါစိတ်ကူးထဲမှာဝင်လာသူတကားဖွင့်ပေးလိုက်တယ်မနောဓာရဝိဇ္ဇန်အခုလုံးလုံးစင်မျက်စိကမြင်တာတကားဖွင့်ပေးတာကပင်စဓာရဝိဇ္ဇန်လို့ခေါ်တယ်အဲ့ဒီအဝိဇ္ဇန်နှစ်ခုသည်နေဝကုသလာနာကုသလာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးနာသကာမဝိပါကကံရဲ့အကျိုးတရားလည်းမဟုတ်ဘူးတဲ့ကရိယာတက် function တစ်ခုအလုပ်တစ်ခုကိုသူတို့လုပ်တာလို့ပြောတယ်ဘသူရဲ့စွမ်းအားနဲ့သူတို့လုပ်တာတော့ဆိုရင်အာယုံဝတ္ထုတိုက်ခိုက်မှုစုံစည်းမှုရဲ့စွမ်းအားလို့ပဲဒီလိုပြောရမယ်ဟုတ်ကဲ့လားမှန်ပါပါအဲ့လိုနဲ့သူတို့ပေါ်လာတာကဲပိဿရဝိဇ္ဇန်စိတ်လည်းရှိတယ်မနောရဝိဇ္ဇန်စိတ်လည်းရှိတယ်ခုနက23အခု2ခုထည့်လိုက်တော့ဘယ်လောက်ရှိသွား25ခုပါဗျ25ခုရှိသွားပြီဒါဘုန်းကြီးတို့တွေမွေးရပါစိတ်တွေနော်ဒီစိတ်တွေက89တဲကမွေးရပါစိတ်အခု25ခုရသွားပြီမှန်ပါပါဗျကဲအလွယ်တကူအကုသိုလ်စိတ်လေးထည့်လိုက်ပါအောင်12ခုလောဘကြောင့်ဖြစ်တာက10ခုရှိတယ်ဒေါသကြောင့်ဖြစ်တာ2ခုရှိတယ်မောဟကြောင့်ဖြစ်တာ2ခုရှိအကုသိုလ်12ခုထည့်လိုက်25တဲကိုအကုသိုလ်7နှစ်ထည့်လိုက်တော့ဘယ်လောက်ရှိ39ခုပါဗျဘယ်လောက်39နောက်တစ်ခါတရံကြတော့စိတ်ကောင်းနှလုံးကောင်းလေးမွေးလိုက်တဲ့အခါကျတော့မဟာကုသိုလ်စိတ်8ခုဆိုတာဖြစ်တတ်သေးတယ်ဒါနကောင်းမှုပြုတဲ့အခါတို့သီလဆောက်တည်တဲ့အခါတရားနာတဲ့အခါဖြစ်လာတယ်ကဲအဲ့ဒီ8ခုထည့်လိုက်45ပါဗျဘုန်းကြီးတို့မွေးရပါစိတ်ဟာ45ခုပဲရှိတယ်တဲ့မှန်ပါပါဗျာနေ့စဉ်သွားလာနေတာဟာဒီ45နဲ့ပဲသွားနေတာနော်မှန်ပါပါဗျာအသက်ရှင်နေတာ45ထဲမှာအများဆုံးသွားနေတာကတော့ခုနကပြောတဲ့အကုသိုလ်12ခုနဲ့ခုနက25ခုနဲ့သွားနေတာများပါတယ်မှန်ပါပါမဟာကုသိုလ်ဆိုတာတခါတရံမှဖြစ်တယ်ခုန10ခုကတခါတရံမှ sometimes မှန်ပါပါနော်မှန်ပါ
sometimes ကျန်တာတွေကတော့ ever အမြဲတမ်းဖြစ်နေတဲ့ဟာတွေတော့လူဘဝမှာ45ပဲရှိတာဘုန်းကြီးတို့သဏ္ဍာန်မှာ45ရှိတာစိတ်89ရှိတာမဟုတ်ဘူးကဲစိတ်ကောင်းနှလုံးကောင်းဝင်ပြီးတော့ဇန်တရားတွေအားထုတ်လိုက်ကြပြီဆိုတော့ဇန်တရားတွေအားထုတ်လို့ပထမဇန်ရသွားမယ်ဒုတိယဇန်ရသွားမယ်တတိယဇန်ရသွားမယ်သရုပ်ထဇန်ရသွားမယ်ပင်စမဇန်ရသွားမယ်ဆိုရင်ရူပဝဆရကုသိုလ်စိတ်တွေဖြစ်ပြန်ရောအဲ့ဒါကရနေတဲ့အခိုက်မှာဖြစ်သွားတာနော်ဒါပေါ်လာတာပညာသင်လို့တတ်လာတာသဘောမျိုးပဲကြိုးစားလို့ရလာတဲ့ဟာဒါကမွေးရပါမဟုတ်ဘူးခုနကဒီလိုရနိုင်တာကလည်းပဲဉာဏ်ပါတဲ့သတိစိတ်နဲ့မှရနိုင်တယ်ဉာဏ်မပါရင်အဆင့်မမိဘူးဝိပဿနာတရားအထုတ်လို့သောတပတ္တိမဲ့ဖို့ရတယ်သဂရာယိမဲ့ဖို့ရတယ်အနာဂါမိမဲ့ဖို့ရတယ်အရဟတမဲ့ရတ္တဖို့ရတယ်ဒါတွေကတရားအထုတ်လို့ပေါ်လာတဲ့စိတ်တွေဒါတွေကမွေးရပါတယ်မှမပါဘူးသို့သောလှုပ်ယူလို့ရတာလို့ပြောတာလူများလို့ပေါ့မိဘလက်ထက်ကတပြားမှမရှိဘူးသူ့လက်ထက်ကြိုးစားလိုက်တော့သူကလူချမ်းသာကြီးဖြစ်သွားတာမဖြစ်ဘူးလားဖြစ်ပါပါဗျာသူကအခြေအနေကောင်းတဲ့လူဆိုတော့ဟုတ်လားမိဘလက်ထက်ကတပြားမှမရှိဘူးကုန်းကောက်စရာမရှိလူဆင်းရဲဘဝကနေတတိဖြစ်သွားတဲ့လူတွေမရှိဘူးလားခုတ်ပဲအဲ့ဒါမျိုးလိုပဲအခြေခံကောင်းအသိဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာကြိုးစားလိုက်တဲ့အခါကျတော့ရလာတာအခုလည်းပဲဉာဏ်နဲ့ရှင်တဲ့သတိစိတ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဇန်တရားအထုတ်ရင်ဇန်တရားဇန်စိတ်တွေရတယ်ရူပဝဆရကုသိုလ်ရမယ်အရူပဝဆရကုသိုလ်ရမယ်ဟောရတဲ့အတိုင်းသူ့မှာစိတ်တွေတိုးလာတယ်မှန်ပါပါဗျာဝိပဿနာတရားအထုတ်တဲ့အခါမှာဇန်တရားဝိပဿနာတရားအထုတ်တဲ့စိတ်တွေကမဟာကုသိုလ်စိတ်တွေကြီးပဲဒီပြင်စိတ်နဲ့အထုတ်လို့မရဘူးเนาะမှန်ပါပါဗျာဝိပဿနာဆိုတာဟောဒီမဟာကုသိုလ်စိတ်ဉာဏတံပယုတ်မဟာကုသိုလ်စိတ်အလုံးကိုပဲခေါ်တယ်ခြုံပြီးတော့နောက်ဆုံးဝိပဿနာအဆင့်မြင့်သွားလို့မက်စိတ်ပေါ်လာပြီမက်စိတ်ကထုတ်လုပ်တဲ့ဖို့စိတ်ပေါ်လာပြီဆိုတာတွေကြတော့ဒါကကြိုးစားလို့ရလာတဲ့အကျိုးအမြတ်တွေသာဖြစ်တယ်တဲ့အဲ့ဒီစိတ်တွေကလူတိုင်းမှာရတာမဟုတ်ဘူးမှန်ပါပါဗျာနေ့စဉ်ဘဝမှာလည်းရှိနေတာမဟုတ်ဘူးပထမဇန်စိတ်ဆိုတာအိတ်နေတုံနဲ့ရှိနေတာမဟုတ်ဘူးသောတပန်ဖြစ်လို့သောတပန်အတိဖို့စိတ်ဆိုတာအိတ်နေတုံရှိနေတာမဟုတ်ဘူးကမ္မထမ်းထိုင်တဲ့အခါမှာခုနပေါ်လာတဲ့ဟာတွေကိုပြောတာเนาะမှန်ပါပါပြောရင်တော့အပေါ်စိတ်တွေလို့ပြောရမှာပေါ့မှန်ပါပါတရားထိုင်တဲ့အခိုက်လေးမှာပေါ်လာတယ်တမဘဝင်စားတဲ့အခိုက်ကလေးမှာပေါ်လာတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းနေလို့ရှိရင်တမန်စိတ်နဲ့ပဲနေတယ်မှန်ပါပါဇံဝင်စားတဲ့အခါမှာဇံစိတ်ဖြစ်တယ်ဖို့ဝင်စားတဲ့အခါမှာဖို့စိတ်ဖြစ်တယ်တမန်နေတဲ့အခါမှာမဖြစ်ဘူးကဲဒီထဲကကရိယာစိတ်တွေကဘာတော့ဆိုဒါတွေကပုထုဇဉ်နဲ့မဆိုင်ဘူးတဲ့မဟာကုသိုလ်စိတ်ပြီးပင်လေကိလေသာကုံသွားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်လို့ရှိရင်တာမန်ပုဂ္ဂိုလ်ရဲ့မဟာကုသိုလ်စိတ်ကိုပဲကိလေသာကုံသွားတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်လို့ရှိရင်မဟာကရိယာစိတ်လို့ခေါ်လိုက်တာမှန်ပါပါဗျာဒီပြင်ပုဂ္ဂိုလ်တဏ္ဍာမှာဖြစ်တာမဟုတ်ဘူးထို့တူပဲဇံရသွားတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့ရူပဝဆရဇံစိတ်ကိုပဲရူပဝဆရကုသိုလ်လို့ရူပဝဆရကုသိုလ်စိတ်ကိုပဲရူပဝဆရကရိယာစိတ်လို့ခေါ်လိုက်တာအရူပဇံရသွားတာပုထုဇဉ်တို့ဆိုရင်အရူပဝဆရကုသိုလ်စိတ်ယဟန္တာဖြစ်သွားရင်အရူပဝဆရကရိယာစိတ်ဆိုလိုတာကကရိယာစိတ်အများအာဝိဇ္ဇံတွေကလွှဲရင်ကျန်တဲ့ကရိယာစိတ်ဒီယဟန္တာတဏ္ဍာမှာဖြစ်တာကိုခေါ်တာမှန်ပါပါဗျာဘာလို့ဆိုယဟန္တာတဏ္ဍာကြတော့ကိလေသာမရှိတော့သည့်အတွက်ကြောင့်ကုသိုလ်လို့မခေါ်တော့ဘူးသူတို့ကြတော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာအမြဲတမ်းတိုက်ခိုက်နေရတာယဟန္တာကြတော့တိုက်ခိုက်เสียလို့သေးလားမလိုတော့ဘူးမလိုတော့သည့်အတွက်ကြောင့်သူ့ကိုကုသိုလ်ဆိုတဲ့နာမည်မပေးတော့ဘဲနဲ့ကရိယာဆိုတဲ့နာမည်ပေးလိုက်တာကရိယာဆိုတာဆောင်ရွက်ယုံတတ်ပဲအလုတ်ဖြစ်ယုံလေးပဲရှိတယ်ဘာမှကံအရာမမြောက်တော့ဘူးလို့ပြောတာနော်ကံဆိုသည်မှာကိလေသာရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာကံဖြစ်တာကံကစုမိတာကိလေသာမရှိတော့ဘူးဆိုရင်ကောင်းတာလုပ်လဲကုသိုလ်ကံမဖြစ်တော့မကောင်းတာကြတော့မလုပ်တော့ဘူးပေါ့မှန်ပါပါဗျာကဲဒါဖြင့်ဘုန်းကြီးတို့တွေမှာအကျိုးစိတ်က23မှန်ပါပါဗျာအကျိုးစိတ်ကိုအကြောင်းပြုပြီးတော့ဒီဘဝမှာဒါဖြင့်ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ကဘာကြောင့်ဖြစ်တာအတိတ်ဘဝကံကြောင့်ဖြစ်တာမဟုတ်ဘူးသူတို့ကြတော့ဘာကြောင့်ဖြစ်တာတော့ဆိုရင်
ကုသိုလ်စိတ်အကုသိုလ်စိတ်ဟာဘယ်သူကကုသိုလ်ဖြစ်အောင်လုပ်ပေးတယ်လဲဘယ်သူကအကုသိုလ်ဖြစ်အောင်လုပ်တယ်လဲလို့ဆိုရင်အာဝိဇ္ဇန်နဲ့ဝုတ်ထောမှန်မှန်ကန်ကန်နှလုံးသွင်းလိုက်တယ်ယောနိသောမနတိကာရဆိုရင်ကုသိုလ်ဖြစ်သွားတယ်မှန်လားပါအာယောနိသောမနတိကာရမသိမတဲ့နှလုံးသွင်းလို့ရှိရင်အကုသိုလ်ဖြစ်လာတယ်သူတို့ဟာအဓိကမှန်လားပါဒါကြောင့်မို့လို့ယေကေစီကုသလဓမ္မာသဗ္ဗေတိယောနိသောမနတိကာရမူလကာယေကေစီကုသလဓမ္မာကုသိုလ်တရားမှန်သမျှတွေဟာယောနိသောမနတိကာရမူလကာမှန်မှန်ကန်ကန်နှလုံးသွင်းခြင်းလို့ဆိုရဲယောနိသောမနတိကာရသာလည်းအကြောင်းရှိကြပါပေကုန်၏တဲ့ယောနိသောမနတိကာရနော်မှန်လားပါဗျာမျက်စိကမြင်တဲ့အာယုံပေါ်မှာအသင်နဲ့နှလုံးသွင်းတတ်တယ်အကုသိုလ်မဖြစ်အောင်နှလုံးသွင်းတာကိုယောနိသောမနတိကာရလို့ပြောတာနော်မှန်လားပါဗျာနားကကြားတဲ့အသံပေါ်မှာတင့်တယ်အောင်နှလုံးသွင်းတတ်တယ်နှာခေါင်းကနံတဲ့အနံ့ပေါ်မှာတင့်တယ်အောင်နှလုံးသွင်းတတ်တယ်ဒီလိုနှလုံးသွင်းမှန်လို့ရှိရင်ကုသိုလ်စိတ်ဖြစ်လာတယ်ကုသိုလ်ဇောစောလာတယ်အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ကိုဇောလို့မှတ်ပထမဆုံးမွေးရပါစဖြစ်တာဝိပဿစိတ်တွေဖြစ်တယ်ဝိပဿစိတ်ကလည်း2မျိုးအခြေခံစိတ်နဲ့နောက်မှပေါ်လာတဲ့စိတ်ဟောဝိပဿစိတ်2မျိုးပြီးတဲ့အခါကျတော့အာဝိဇ္ဇံစိတ်2ခုဖြစ်လာတယ်အာယုန်နဲ့ဝတ္ထုတိုက်ခိုက်မှုကြောင့်ဖြစ်လာတယ်နောက်အာယုန်တိုက်ခိုက်မှုရဲ့အာဝိဇ္ဇံကိုအကြောင်းပြုပြီးတော့ကုသိုလ်ပေါ်တယ်အကုသိုလ်ပေါ်တယ်ဟောမှန်လားပါဆက်နေတာနော်လူဘဝမှာဒီကြည့်ပထမအခြေခံကဘာတော့ဆိုလို့ရှိရင်ပရိသေစိတ်ကံတရားကနေပေးလိုက်တာကပရိသေစိတ်ကိုပေးလိုက်တယ်ပေးလိုက်တဲ့အခါကျတော့ပရိသေစိတ်ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာခုနကပဝတ္တိအခါမှာကံကဆက်ပြီးတော့ထုတ်လုပ်တယ်ဟောဝိပဿစိတ်တွေပေါ်လာတယ်ပဝတ္တိအခါမှာဆက်ပြီးထုတ်လုပ်တဲ့အခါကျတော့တောက်လျှောက်တစ်ခါတည်းပုံပြည့်ထုတ်လုပ်တာမဟုတ်ဘူးပစ္စုပန်အကြောင်းတရားတွေနဲ့ပေါင်းပြီးတော့မှထုတ်လုပ်ပေးတာသူကကြည့်လေစက္ခုဝိညာဉ်စိတ်ဆိုတာသူကသူအမြဲပေါ်နေတာမဟုတ်ဘူးမျက်စိနဲ့ရူပါယုံဆုံလိုက်တဲ့အခါမှာပေါ်လာတာနော်အဲ့ဒါပစ္စုပန်အကြောင်းလို့ခေါ်တယ်အခုလောလောဆယ်အကြောင်းကြောင့်ဖြစ်လာတာတော့လောလောဆယ်အကြောင်းကြောင့်ထုတ်လိုက်တယ်ထုတ်လိုက်တဲ့အာယုံကိုအာဝိဇ္ဇံဆိုတဲ့စိတ်ကတိုက်ခိုက်မှုကြောင့်သူပေါ်လာတယ်သူပေါ်လာလိုက်တဲ့အခါမှာယောနိသောအာယောနိသောဆိုတဲ့သူ့ရဲ့ဒီဆင်ញင်ပေးမှုပေါ်မှာမူတည်ပြီးတော့ဇောစောလိုက်ကြတယ်ကုသိုလ်ဇောအကုသိုလ်ဇောဟောကုသိုလ်စိတ်အကုသိုလ်စိတ်ဆိုတာဒီလိုဖြစ်သွားတယ်ဒါစိတ်ရဲ့သဘာဝကိုရှင်းပြီးတော့ပြောတာနော်မှန်လားပါဗျာစိတ်ဆိုဒီမှာအာယုံကိုသိတတ်တဲ့သဘောတစ်မျိုးတည်းပဲရှိတယ်ဒါကြောင့်မို့စိတ်ကိုတစ်လို့မှတ်ထားတယ်မှန်လားပါအခုလို့ခွဲတာဒါဖြင့်စိတ်89အကျက်121လို့ခွဲတာဝိပဿစိတ်က23လို့ဘာကြောင့်ခွဲတာတော့လို့ဆိုလို့ရှိရင်အခြေအနေတွေကြခွဲသွားတာကြည့်ဖြစ်ပေါ်တဲ့နေရာမတူလို့ခွဲသွားတယ်ဖြစ်ချိန်မတူလို့ခွဲသွားတယ်ဒီလေစက္ကဝိညာဉ်စိတ်ဖြစ်ပြီးမှတမ္ပတိဆိုင်ဆိုတာဖြစ်လို့ရတယ်တမ္ပတိဆိုင်ဖြစ်ပြီးမှတန်တိရဏဆိုတာဖြစ်လို့ရတယ်ဟောအစဉ်စဉ်တည်းလို့ဖြစ်သွားတာအဲ့ဒါလို့ဖြစ်ပုံချင်းမတူသည့်အတွက်ကြောင့်အမျိုးအမည်ကွဲပြားခြားနားသွားတယ်သို့သောစိတ်မှန်သမျှသည်အာယုံကိုသိခြင်းသဘောကလွဲပြီးတခြားကိုဘာမှကောင်းတဲ့ဆိုးတဲ့ဝေဘာနာမဖြစ်ဘူးတဲ့စိတ်ကစိတ်ရဲ့စွမ်းအားဟာဒီလောက်ပဲရှိတယ်စေတသိက်တွေနဲ့ပေါင်းတဲ့အခါကြလို့ရှိရင်တော့စိတ်စွမ်းအားတွေဟာဒီတဲ့တိုးတက်လာပါလိမ့်မယ်ဆိုတာအဲ့ဒါကြောင့်မို့လို့ဒီကနေ့စိတ်ရဲ့အခြေခံသဘောတရားများကိုရှင်းလင်းပြီးတော့ဟောကြားလို့စိတ်ကိုလေ့လာသုံးသပ်ခြင်းဆိုတဲ့တရားဟာဒီမှာပဲအကျဉ်းအားဖြင့်ဒီကုန်းချုပ်ပါပြီနောက်ထပ်ဆက်ပြီးတော့လေ့လာကြပါနော်ဒါကြောင့်မို့စိတ်အကြောင်းကိုသိပြီးတဲ့အခါကျတော့တို့ရဲ့တဏ္ဍာမှာတို့ရဲ့နှလုံးသားထဲတို့အုံနောက်ထဲတို့စိတ်ဆိုတာရှိနေတာမဟုတ်ပါလားဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တာအကြောင်းမရှိလို့ရှိရင်ဒါတွေဖြစ်เสียအကြောင်းမရှိဘူးအကြောင်းရှိနေခိုင်းတာဖြစ်တယ်လို့ကိုစီသိရှိသဘောကျပြီးတော့လောကမှာတတ္တဝါလို့ခေါ်เสียတခုမှမရှိဘူးသူဆိုင်ရာအကြောင်းကထုတ်လုပ်နေတယ်အကျိုးများတာရှိတယ်လို့ကိုစီသဘောကျပြီးတော့တရားဓုတရားမြတ်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းမေတ္တာပို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေ
မေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝေတဝါနဝိသာသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝေတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဝတ္တပိဉ္စဘေတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝံကိလေသာကိုပုခသိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းရှိစေချအရှင်ဖရာဖရာတပည့်တော်တို့သည်တရားဓမ္မကိုနာယူခြင်းဖြင့်ဓမ္မအသိဉာဏ်ကိုရရှိနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိရန်ရည်တန်ကြလျက်ဓမ္မတပင်ဆင်ရင်ကျင့်ပပြုလုပ်ကြပါကုန်၏တရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုသေးစွာနာယူခြင်းဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ရသောဓမ္မဒေသနာဓမ္မတဝနာဓမ္မဒါနာဓမ္မပူဇာကုသိုလ်စေရနာအဖျားပြာတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်ယနိဗ္ဗာန်သို့လင်းမြန်စောစွာဆက်ရောက်ရပါလိုကုန်၏ဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမဆာ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါအများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်ပေကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြအမြအမြတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြတော်မူကြပါကုန်လောသာဓုသာဓုအမြ